အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့ရဝင် YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုဖတ်ပြပေးမှာတော့ဝိထုကိုချစ်ရဲ့စီကာပန်းလန်းဇာတိမိုင်းမင်းဖြစ်ပါတယ်ခင်ဗျာကျောက်ဆက်သိန်းချမ်းကိုဂျိုးပြန်ရောက်တော့ဒေါက်တာလောက်တို့အဖွဲ့ကပြန်မရောက်ကြသေးလို့တော်သေးတယ်ဂျိုးကအိမ်တွေရသူ့တာဝန်ကြတစ်ပင်မော်ကိုတက်နေလိုက်ပြီးလေလေးတချို့ချို့နဲ့ပတ်ဝန်းကျင်ကိုကင်းဆောင်နေတော့တယ်။လာရောက်ဟာအခုဆိုရင်ပုံမလေးကကောင်းလာပြီးလှပနေတယ်လို့ဂျိုးထင်လာတယ်။ဂျိုးကချယ်ရီကန်းကြောက်တွေပေါ်မှာငိုင်မိနေတဲ့လရတွေကိုတစ်ချက်ကြည့်ရင်ပြုံးလိုက်တယ်။သူ့အနေနဲ့သူ့မုန်းတဲ့လရတွေကိုပြုံးကြည့်တာဒါပထမဆုံးပဲ။သူ့စိတ်ထဲမှာတော့လရတွေမင်းတို့တော့နားပြီ။မင်းတို့ကောင်းကောင်းနှက်နေကြဇင်ယူနေကြဟုတ်ပြီလား။နောက်နေ့တွေမှာတော့ sorry ပဲလရာပြေးရပြီဒါမှတ်မိုးလေးလူလူမှာပဲဒေါက်တာလာတို့အဖွဲ့ပြန်ရောက်လာကြတယ်ဂျိုးကတစ်ပင်ပေါ်မှာမစင်းသေးပဲအိတ်ချအောင်ဆောင်နေလိုက်တယ်သူတို့ဘက်ကတင်းချမ်းဝရောက်ချင်းဘူးဝါဝါနဲ့ဝင်လာလို့ဂူတီးတီးမှအိတ်နေကြတဲ့ဝင်းကြီးတွေအားလုံးနိုးလာကြတယ်ဒီမနေ့လဲဒေါက်တာလောက်ရဲ့ဟောင်ဖွာအာနာပြမှုတွေနဲ့အတူတင်းချိုင်းတစ်ခုလုံးကိုစိတ်မချမ်းသာစွာနိုးထစေခဲ့ပြန်တယ်ဝင်းကြီးငဘောတွေထကြသန်းတနေကုန်တညာလုံးအိတ်နေဖို့ပဲသိတယ်ဘာမှသုံးမကြအောင်မင်းတို့ကိုငါတင်းချိုင်းမှာဒီတိုင်းထားလို့မဖြစ်တော့ငါခိုင်းတာမလုပ်ရင်အကုန်လုံးမောင်းထုတ်ပြမယ်ဒေါက်တာလောက်ကသူ့ဝါသနာအတိုင်းတင်းချိုင်းရှိဘာတိဘာသာနေတဲ့ဝိညာဉ်တွေကိုစူပူကျိမ်းမောင်းနေတယ်သူ့ကိုကြောက်တဲ့ဝိညာဉ်တွေကနေစရာမရှိအောင်ထိတ်လိုက်နေလို့အချင်းချင်းတိုးဝေပူကန်နေကြတယ်သူ့စိတ်မထင်ရင်အเจ้าမဲ့နှိမ့်ဆက်ခံမှကြောက်လို့တတိထားပြီးနေကြရတယ်ဒေါက်တာလောက်ကသူ့မျက်လုံးကိုအယောင်နဲ့ထုတ်လိုက်ပြီးလင်းတို့အော်တန်မျိုးနဲ့အားလုံးနားထောင်ကြလေးလာပိုင်းတည်းရဲ့နေမှာဝိညာဉ်ဒုက္ခရောက်ပွဲဆိုလားဝိညာဉ်လုံးမြောက်ပွဲဆိုလားရှိတယ်အားလုံးသိကြမှာပဲငါဒီပွဲကိုတက်ဖို့ဆန္ဒကိုမရှိဘူးနင်တို့လည်းဘယ်သူမှမတက်ရဘူးအဲ့ဒါငါအမိန့်ပဲငါအမိန့်ကိုစမ်းကျင်တဲ့ကောင်ငါနဲ့တွေ့ဖို့များတယ်မင်းတို့ကိုဒီပွဲကိုတက်လေဒီတဲ့ဆိုးတဲ့ဘွားကိုရောက်သွားမှာပဲမယုံမရှိနဲ့ကိုလူဒီသင်းချိုင်းမှာငါနေတာကြာပြီတယောက်တလေကလွဲပြီးဘဲကောင်းမှကောင်းကင်ဘုံကိုရောက်သွားတယ်ဆိုတာမရှိဘူးသူတို့ဟာမဖြစ်စလောက်အပြစ်လေးတွေကိုပုတ်လို့ရေးမှတ်တယ်ပြီးရင်မကောင်းတဲ့ဘုံဘွားကိုအရောက်ဖို့မယ်ဒါပဲဒါမျိုးလုပ်ဖို့ပဲငါတို့ကိုစောင့်ကြည့်နေတာတက်စိတ်ဒုက္ခပေးတာအဲဒါကြောင့်သူတို့ချင်းမှာဒူးထောက်ပြီးအခါစားဝင်းနေမယ်အစားပုံနေတာကမှတရေသက်စီဘွားနဲ့ပျော်စရာကောင်းအောင်မယ်ဟုတ်ပြီလားမင်းတို့သိတဲ့နာကဖျားသခင်ဟာငါတို့ကိုလှည့်ကြည့်နေဖို့အချိန်မရဘူးသူ့မှာတကဘာလုံးကြည့်စရာလူတွေဝိညာဉ်တွေအများကြီးပဲဘလို့ပဲဖြစ်ဖြစ်အဲ့ဒီနေ့မနေ့တင်းချိုင်းမှာတကောင်မှမနေပဲတနေရာမှာရှောင်နေကြမယ်ငါတို့လည်းရှောင်နေမှာပဲမင်းတို့လည်းငါနေခိုင်းတဲ့နေရာကိုသွားနေရမယ်ကိုသွားခြင်းတဲ့နေရာကိုသွားလို့မရဘူးဟုတ်ပြီလားမရှင်းတာဘာရှိလဲဒေါက်တာလောက်ကတင်းချိုင်းတစ်ခုလုံးမှာရှိနေဝိညာဉ်တွေကိုတယောက်မကြဝေးကြည့်ပြီးပြောတယ်နေအောင်ငါစိတ်ထဲမှာတကောင်လုံးနေသလိုပဲဟိုကောင်မင်းသားပဲသွားလဲဒေါက်တာလောက်ကဂျိုးကိုရှာရင်းမေးတယ်ဂျိုးကဒေါက်တာလောက်ရဲ့ဩဝါဒကိုနားထောင်နေရင်သူ့ကိုမေးတဲ့ကြမှာတစ်ပင်မော်ကအလင်းမြန်ဆင်းလာတယ်ကျွန်တော်ဒီမှာရှိပါတယ်ကင်းဆောင်နေတာပါဒေါက်တာလောက်ကတစ်ပင်မော်ကဆင်းလာတဲ့ဂျိုးကိုမော့ကြည့်ပြီးမင်းအောင်ငါပြောတာနားလေရလားမှင်သားလေးမင်းငယ်ချင်းကိုမျောမနေနဲ့ဒီကောင်ဝိညာဉ်ဘွားမှာမရှိတော့ဘူးလို့ငါပြောတာအချိန်တရာမကတော့ဂျိုးကအလွန်တရာယူကျိုးတာနဲ့ကျွန်တော်သဘောပေါက်ပါတယ်ခင်ဗျာအခုလဲဆရာကင်းဆောင်ခိုင်းလို့တစ်ပင်မော်တက်နေတာပါကောင်းတယ်ခုလိုအချိန်ဒီမှာကိုသိတာမင်းရဲ့အတွက်အကောင်းဆုံးပဲဂျိုးကသွားလုံးပေါ်အောင်ပြီးပြုံးပြီးကျွန်တော်လဲနောင်နှရနေပါပြီဆရာနောက်ဆိုရင်ဆရာပြောတဲ့အတိုင်းဖြစ်စေရပါမယ်ကျွန်တော်ကိုလည်းတပည့်ရင်းဖြစ်သတ်မှတ်ပေးပါကောင်းတယ်ဒီလိုပဲဖြစ်တဲ့
ငါတပည့်ရင်းတွေဘယ်လိုနေထိုင်နေဆိုတာမင်းသိတယ်မဟုတ်လားဒီကောင်တွေကိုလေးလာထားကျုပ်ကရိုးကျိုးသာကောင်းကြီးပြရင်သူ့အတွင်းနဲ့သူရဲနေလိုက်တယ်ဒါတော့လောက်ကဝင်းကြီးလွတ်မြောက်ပွဲကိုမတက်ဘဲပုံနေကြဖို့အသေးချာမှပြီးသူတို့တစ်ဖွဲ့လုံးသူတို့ရဲ့ဂူတွေတဲကိုအရှိုးရှိုးဝင်ရောက်ခါကလက်သေးကလက်မောအိတ်ဆက်ကုန်ကြတယ်အခြားကြခဲ့တဲ့ဝင်းကြီးတွေကတော့တဦးနဲ့တဦးစိတ်အားငယ်စွာကြည့်ပြီးနှုတ်ဆက်နေကြတော့ဝင်းဒီတို့မောင်နှမကဂျုံနာရောက်လာပြီးရှင်ဘာပြောလိုက်တာလဲကျမတို့တိတ်ကိုအံ့ဩတယ်ကျမတို့ကဘာလည်းမရှိတဲ့နောက်ပိုင်းရှေ့ကိုမျောလင့်ထားတာရှင်ကအခုလိုပြောင်းလဲသွားတော့တကယ်ကိုမယုံနိုင်သေးရပဲဝင်းဒီကဂျိုးကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်ပြီးပွားစီပြောတယ်ဒီမှာခင်ဗျားလည်းဘာမှမစွမ်းဆောင်နိုင်မင်းနဲ့ကျုပ်ကိုကြည့်ပြောမနေနဲ့တကယ်ဆိုခင်ဗျားတို့မောင်နှမနှစ်ယောက်ကျွန်တော်ထက်စားရင်ဒီတင်းချမ်းကိုအရင်ရောက်ခဲ့တဲ့သူတွေပဲသူများကိုကြည့်အားကိုးနေတယ်ကျွန်တော်အမြင်တော့ခင်ဗျားတို့ဟာဟုတ်တိပတ်တိဘာမှမစွမ်းဆောင်နိုင်ဘူးကိုယ်စိတ်ထဲမှာမကျင်တဲ့ရင်တခုခုထလို့ပါတော့လားဘာကိုစောင့်နေကြရလဲကျုပ်ကတော့တေးသေးချာချာစဉ်းစားပြီးပြီသူတို့ကိုဘလို့မှမနိုင်နိုင်မှုဆိုတာတဖြည်းဖြည်းချင်းသဘောပေါက်လာတယ်အဲ့ဒီတော့ကျုပ်ဘာလုပ်မလဲဓာတ်တော်လောက်နဲ့မတက်အောင်နေခဲ့သမျှကာလပတ်လုံးမှာညတိုင်းကျုပ်ကြည့်ပဲကင်းဆောင်နေရတာဟောအခုလိုသူတို့ပဲပြခံယူလိုက်တော့နားနေရတာပေါ့ဂျိုးကစိတ်တုံနဲ့ပြောချင်တာပြောပြီးတနေ့တာအနားယူဖို့အတွက်သူ့အုပ်ကူလေးတဲကိုဝင်ရောက်သွားတော့တယ်နေလုံးဟာအနောက်ဘက်ယုံကိုလုံးဝင်သွားပြီးမှောင်ရင်တန်းလာမှပုတ်ရဲ့စူးရှာတဲ့အနက်တွေနဲ့အတူဒေါက်တာလောက်တို့အဖွဲ့နိုးထလာကြတယ်ဒေါက်တာလောက်ရဲ့တပည့်တွေကယနေ့အတင်းချိုင်းကိုအလောင်းသစ်တွေလာရောက်မြုပ်နှံခြင်းရှိမရှိလိုက်လံစုံစမ်းပြီးတူဗီသားတွေ့အောင်တွေကိုလှန်လုံးရှာဖွေနေကြတယ်အဲ့ဒီချိန်မှာအခြားဝိညာဉ်တွေကသူတို့နေထိုင်ရာဂူရီစီကိုဝင်ရောက်ပြောက်ွယ်ကုန်ကြပြီဒါဟာအခုလောလောဆယ်ဒေါက်တာလောက်ချမှတ်ထားတဲ့စီကံအသစ်ဖြစ်တယ်သူတို့အဖွဲ့နိုးလာရင်အခြားဝိညာဉ်တွေကအလိုက်သိစွာရှောင်းတိန်ပိုးခုန်နေကြရမှာဖြစ်ပြီးသူတို့ဘာလို့ဘာတိဘာသာမမြင်ကြီးအောင်ဆောင်နေရမယ်လို့အမိန့်ချမှတ်ထားတယ်ထိုအမိန့်ကိုဘယ်ဝိညာဉ်ကမှမလွန်ဆန်ဝင်ဘူးအကယ်၍ချောင်းမြောင်းကြည့်ရှုတဲ့ဝိညာဉ်ရှိခဲ့ရင်ဒေါက်တာလောက်ရဲ့ဖမ်းချုပ်ခြင်းမြေမြုပ်ခြင်းခံရခြင်းမို့သာရှိတယ်ဒါပေမဲ့ဒီနေ့ထူးဆန်းတာကဒေါက်တာလောက်တို့နဲ့အတူနိုးထလာသူကဂျိုးဟာသူ့ကူတွေကနေရဲဝင်စာအပြင်ထွက်လာပြီးဒေါက်တာလောက်ကူရှိရာကိုတလန်းချင်းလှမ်းလျှောက်လာတယ်ဒေါက်တာလောက်ကသူ့ကူပေါ်မှာအိမ်မုံစုပ်ပါနဲ့ထိုင်နေရင်သူ့စီကိုရဲရဲဝံ့ဝံ့လျှောက်လာနေတဲ့ဂျိုးဟာမျက်နှာမခတ်ပဲကြည့်နေတယ်သူ့အကြည့်ကနားမလဲချင်းဇဝေဇဝါဖြစ်ချင်းတို့ရောရှက်နေတယ်ဂျိုးကခက်တီတီပဲဒေါက်တာလောက်ရှိမှဒူးတစ်ဖက်ထောက်လက်မြောက်လိုက်ပြီးတစ္ဆာခံကြေးကြုံတွေလှုပ်တယ်လို့ဆရာမင်္ဂလာညချမ်းမှာယနေ့ညမှာစ၍ဆရာနဲ့အတူတူလိုက်ပြရစီကျွန်တော်ကနားမလဲခဲ့တာတွေကိုဘွေမြူပါနဲ့ဆရာကျွန်တော်ကိုခိုင်းနေတာခိုင်းပါဒေါက်တာလောက်ကဂူပေါ်မှနေဂျိုးကိုထူးဆန်းတဲ့သတော်ဝါတကောင်အလားငုံကြည့်တယ်မင်းဘာစိတ်တွေတောက်လာလဲဂျိုးကြီးစာအစ်စ်မှာဟုတ်ရဲ့လားငါသိတဲ့ဂျိုးဆိုတဲ့မင်းသားကောင်လေးကဘယ်လို့မှစီယုံသိမ့်သိလို့မရနိုင်ဘူးသေးလေးနဲ့အတော့ခေါင်းမာတဲ့ကောင်းလို့ထင်ထားတာအခုမင်းကရုတ်တရက်ငါနဲ့အတူတူနေနေတယ်ဆိုတော့မင်းငါ့ကိုငါမင်းကိုဘယ်လိုနားလည်ရမှန်းတော့မသိတော့ဘူးကောင်းပြီလေငါအတွက်မင်းဘယ်လိုစွမ်းဆောင်ပေးမလဲဆိုတာအရင်ကြည့်ပြီးမှငါတပည့်အဖြစ်လက်ခံနိုင်မယ်အဲ့ဒီတော့အခုငါ့ကိုကြောင်တောင်ကြည့်နေမဲ့အစားဟိုကောင်နေနဲ့အတူစားစရာတောက်စရာဝိုင်းရှာပါတော့လားအခင်းပါတဲ့ဂျိုးကဒေါက်တာလောက်ရှိကအလင်းများထားသွားပြီးဒေါက်တာလောက်တပည့်တွေနဲ့အတူဂူတွေချင်းတွေကအကျွေးကြံအယိုးအသားစားတွေကိုရှာဖွေနေတော့တယ်ကားသမားကဂျိုးရဲ့ခေါင်းကိုသူ့ရဲ့နန်းဆောင်နေတဲ့လက်နဲ့ပုတ်ပြီးမင်းသားလေးအခုတော့လေအမြင်မှရလာခဲ့ပြီပဲဟာဟာဟာအစောကြီးကလေးကငါတို့လိုသဘောပေါက်မယ်ဆိုရင်မင်းအနေနဲ့ဒီသိညမှာဘာမှစိတ်ပြအားငယ်စရာရှိမှာမဟုတ်ဘူးမင်းကမင်းဆရာဘာလန်းကိုအထင်ကြီးလိုက်တာကိုကွဒီကောင်ကသူ့ကိုယ်သူလူတက်ကြီးလှုပ်ပြီးနိုင်ရန်ကိုခေါင်းနဲ့တိုက်ချေနေတဲ့ကောင်ပဲအခုဒီကောင်ဘာဖြစ်သွားလဲ
သူ့ဘဝလေးပြက်သွားတယ်ဟာဟာဟာမင်းတော်အမြင်မှန်ရတာမြန်လို့ကံကောင်းသွားတာမင်းကိုဂုဏ်ပြုတဲ့အနေနဲ့ဒီညစပယ်ရှယ်ညသာကျွေးမယ်ကားသမားကရွန်စရာကောင်းတဲ့တောဝါကြီးတွေပေါ်အောင်ဟားတိုက်ရဲလိုက်ပြီးဂျိုးကိုပြောတယ်ဂျိုးကအောက်တက်တဲ့နဲ့ငိန်ခမ်းနေလိုက်တယ်ကားသမားနဲ့အတူဝိကြေတန်းကြီးလူရိုးတွေလိုက်ကောက်နေရင်အန်ကြီးပြုတ်ကျင်လာတယ်အခြားကောင်တွေမရဲမိအောင်ဟန်မပြတ်နေရင်ရသမျှအရိုးတွေကိုစုပုံထားလိုက်တယ်တို့သိငိမ့်မှာရိတ်ခါတော်တော်ရှာသွားပြီဟေးအယိုးကြီးပဲကြံတော့တယ်တော်သေးတာပေါ့ကွာညကရိတ်ခါအကုန်စမပြေဖက်တိမ့်ထားလို့တရေတဲ့ကောင်ရဲ့ပြောစံကိုဂျိုးကသဘောပေါက်တယ်ညကရိတ်ခါဆိုတာဟိုတယ်နေ့ကဆွဲသွားတဲ့အလောင်းပဲဖြစ်မယ်ဒီကောင်นี่ဘယ်မှာဝက်ထားလဲမဟုတ်မှလွယ်ရောကြောက်ခွဲဆက်ုံမှာပဲဖြစ်မယ်ဒီကိစ္စမြန်မြန်ဆုံးသတ်မှအေးမယ်ငါဒီလူရိုးတွေအသားစားတွေနဲ့ကြာကြာနေရရင်တခါတည်းပြုတ်ရပြီးတည်သွားလိမ့်မယ်အခုတော့ကို့အကြံစီမအောင်မချင်းတီးခံပြီးနေရမှာပဲရိပ်မိသွားလို့တော့ဘယ်နည်းနဲ့မှမဖြစ်ဘူးအခုလောက်ဆိုရင်ဘာလန်တနေရာနေငါ့ကိုစောင့်ကြည့်နေကောင်းပါရဲ့ဂျိုးကလူရိုးတွေကောက်ရင်တင်းကြိုင်တွင်းကိုတစ်ချက်ဝေးကြည့်လိုက်တယ်သူနီးနားကဂူတွေအတွင်းမှာဝင်းကြီးချင်းချင်းတိုးတိုးတန်နေကြရတယ်ဂျိုးကဘာလို့ဖွတ်ချဖြစ်သွားတာလဲငါတော့နားမလဲတော့အလကားကောက်မှာကွာဖြစ်မရှိပါဘူးဒီကောင်ကတိတိလေးဆိုတော့အာကိုမရှိမနီးရဲလို့ဖြစ်မှာပေါ့ဟာဟာအခြားတစ်ကောင်ကထောက်ခံတယ်ဟေးကောင်တူကြားသွားအောင်မေဒီကောင်ကငါတို့တဲ့စားရင်ဆရာဖြစ်သွားပြီတော်ကြဓာတ်တလောက်ကိုသွားတိုင်းမှာဟုတ်ပြီဖြစ်နေအောင်မေသူကသူဘာလို့ငါတို့နဲ့မဆိုင်ဘူးမသိရင်အောင်စောင်းနေတာပဲကောင်းတယ်အသက်ရှည်ခြင်းသေးရင်အိတ်ကြစို့ဒီကောင်နေတင်းချက်ကထွက်သွားမှလွတ်လပ်အတင်းဆက်ဦးကြမယ်ဟုတ်တယ်သူတို့တော့မှအတင်းပြောကြတာပဲကောင်းတယ်ညတဖြည်းဖြည်းမောင်လာပြီးအလင်းရောက်တွေတစားပျောက်သွားတယ်ဓာတ်တလောက်ကတင်ညတာလှုပ်ရှားဖို့သူတို့ဘက်တွေကိုစူယုံပြီးတင်ညရင်တွင်းကနေစူသူညံထွက်ခွာသွားကြပြန်တယ်ဒီညတော့ဓာတ်တလောက်တို့နဲ့အတူဂျိုးပါပေဆောင်နဲ့ရောရောက်လိုက်ပါသွားတာကိုတင်ညရှိအခြားဝင်းကြီးတွေကနောက်ကနေချောင်းချောင်းကြည့်ရှုပြီးတယောက်တစ်မျိုးပြောဆိုကြခဲ့တယ်ဂျိုးကလူရိုးတွေနဲ့အသားပုတ်အပိုင်းစားတွေကိုအိတ်ကြီးတစ်လုံးထဲမှာထည့်ပြီးမနိုင်မနေထိုင်ရင်ဒေါက်တာလောက်တို့နောက်ကိုအမိလိုက်နေရတယ်သူတို့ဟာကြောက်ခွက်ဆက်ရုံပြစီဥတီပြီးသွားနေကြတယ်ဘာလည်းမရှိရဲ့နောက်ပိုင်းဂျိုးလေကြောက်ခွက်ဆက်ရုံကိုမရောက်ဖြစ်တော့၎င်းဆက်ရုံဟောင်းကအရင်နဲ့မတူပဲဆက်ရုံနဲ့ဝင်လိုက်တာနဲ့အညီဟောက်အပုတ်နဲ့တွေနန်းဟောင်းနေပြီးလူရိုးပါဝင်တလိမ့်စာပေါင်းစုံရဲ့အယိုးရင်းတွေဟာတောင်ပုံရပုံနေရာတိုင်းလိုမှပြန်ကျင်းနေတယ်ဂျိုးကသူ့ထမ်းလာတဲ့အကြီးကိုအตาအရာချပြီးအယိုးပုံကြီးတစ်ခုနာမောမောနဲ့ထိုင်လိုက်တယ်ဓာတ်တလောက်ကသူနဲ့ခဝေးမှာသူ့တပည့်တွေနဲ့တီရိုးတိုင်မင်းနေရင်တစ်ချက်သူ့ကိုလက်ညှိုးထိုးပြီးပြောနေတာလက်မြင်ရတယ်ဂျိုးကနားဆွေမိနားထောင်နေပေမဲ့ဘာတွေပြောနေမှန်းတဲကွက်မကြားအောင်ခဏအကြာမှာဓာတ်တလောက်တပည့်တယောက်သူ့စီရောက်လာပြီးဟေ့ဂျိုးမင်းကိုဒီညဆန်းသက်တဲ့အနေနဲ့ဒီမှာတယောက်တည်းထားခဲ့ရမယ်လို့ဓာတ်တလောက်ကပြောတယ်မင်းတယောက်တည်းမနေရရင်တော့တင်းချမ်းကိုပြန်ပြီးထုံးစံအတိုင်းကင်းဆောင်ရမယ်ဒါပေမဲ့ဓာတ်တလောက်ရဲ့တပည့်ရင်းဖြစ်ဖို့တော့မတိကြတော့ဘူးပေါ့ကွာငါတို့ပြန်မလာမချင်းမင်းဒီမှာစောင့်နေရမယ်ဆိုရင်တော့ဓာတ်တလောက်ကမင်းကိုသူ့တပည့်အဖြစ်လက်ခံမယ်လို့ပြောတယ်မင်းဘယ်လိုသဘောရလဲဂျိုးကခိတ္တတွေးဝေးသွားတယ်လုပ်ပြီးခမရတို့ဟာလဲဒါဆိုရင်ခမရတို့ကဘယ်ကိုသွားမှာလဲကျွန်တော်လိုက်လို့မရဘူးလားဂျိုးကစောရကတက်တယ်ငါတို့ကအစားအသောက်သွားရှာမှာပေါ့ကွာတိတ်မကြပါဘူးတကောင်ကျော်လောက်ဆိုရင်ငါတို့ဒီကိုပြန်ရောက်ပြီဂျိုးကစက်ပူသွားတယ်ဒါပေမဲ့ကောင်းပြီလေကျွန်တော်စူးစမ်းပြီးစောင့်ကြည့်မယ်၎င်းတဲ့ကဂျိုးရဲ့ပခုံးကိုအသက်လွတ်တစ်ချက်ပုတ်လိုက်ပြီးမကြောက်ပါနဲ့ကွာမင်းလည်းတည်ရဲတဲ့ကောင်ဖြစ်နေပြီပဲဘာမှုစရာလိုလဲငါမင်းကိုချမ်းမင်းမယ်တင်ကြပေါက်တည်ရဲတဲ့ကောင်ဖြစ်ချင်နေဆိုရင်အခုမင်းထမ်းလာတဲ့အိတ်ထဲကအသားပုတ်တွေကိုအဝသာစပလိုက်ဒါဆိုရင်ဘယ်လိုအကောင်မျိုးမှမင်းအနာကိုကတ်ရင်းမှမဟုတ်တော့ဟာ၎င်းတည်းကဂျိုးကိုကြံပေးပြီးသဘောကျရင်မောကဓာတ်တလောက်တို့နောက်ကိုပြေးလိုက်သွားတယ်
သူတို့ထွက်သွားတော့ကြောက်ခွက်ဆက်ုံပြကြီးထဲမှာဂျိုးရဲ့သူ့ဘေးပတ်ပတ်လည်မှာရှိတဲ့အယိုးပုံကြီးတွေရဲ့ကြောက်စရာကောင်းလောက်တိတ်ဆိတ်နေတဲ့မြေအောက်ခန်းတွေနဲ့မင်းညကဒေါက်တာလာတို့စားလက်စာကြံနဲ့ပေါင်နှချောင်းမရှိတော့တဲ့လူသေးကြီးရဲ့ပဲရှိတော့တယ်၎င်းလူသေးကမှောင်နေတဲ့အခန်းနောက်မှာမိလျက်ရှိတယ်သူ့ကိုမျက်လုံးပြူပြီးစိုက်ကြည့်နေတယ်လို့ခံစားရတယ်အယိုးပုံဘေးမှာသူ့ခန္ဓာကိုယ်လေးကိုတဲစီတဲ့သေးအောင်ကျုပ်ထားပြီးမျက်စိကစက်ုံနဲ့ရှိအရာအလုံးကိုအလင်းမပေးပဲကြောက်လက်တကြားကြည့်နေမိတယ်အခန်းနောက်အမောင်တွေကလူသေးလောက်ရဲ့ဝိညာဉ်ကတော့ဘယ်သွားနေတယ်မသိ၎င်းရဲ့ရုပ်ပြဆင်းမြဲဖြစ်နေတဲ့ခန္ဓာကိုအခုနေမှမြင်လိုက်ရင်တော့သူ့ကိုမတင်ကားပြီးစိတ်ဆိုးရန်ရှာမှာပဲလို့တစ်ဆက်တည်းတွေးနေမိလိုက်တယ်ဂျိုးက၎င်းကိုစားပြစ်တယ်လို့တိတိကျဆွဆွဲပြီးပြဿနာရှာမှာကိုစိုးရိမ်မိပြန်တယ်ဂျိုးတယောက်တည်းမျိုးတွေးပြီးကြောက်လန့်နေသေးမှာပဲစက်ရုံကောင်းမော်ကသူ့ပြချက်တွေလေးမတိုင်ပဲဂျုံမြည်သွားတယ်၎င်းတန်ကဂျိုးကစိတ်မထိန်နိုင်တော့ပဲစက်ရုံပြင်မဲ့ကိုပြေးထွက်ခဲ့တယ်စက်ရုံပြင်ရောက်မှခြေပြစ်လက်ပြည့်တစ်ပစ်တမင်ကိုမိထားပြီးကြောက်စိတ်ကိုအများဆုံးပြေပြောက်အောင်ကြိုးစားချတယ်တိတ်ရှက်ဖို့ကောင်းတယ်ငါဘယ်လိုဖြစ်တာလဲဝင်းကြီးတကောင်ကအခြားသူတွေကိုပြန်ကြောက်နေရတယ်ဆိုတာလုံးလုံးကိုအတိတ်ပဲမရှိဘူးဘာလဲလဲအဲ့ဒီချက်ကြောင့်ပဲငါ့ကိုအားမရတာဒီလောက်စွန့်သားလောက်ကြလာပြီးမှတင်းကျန်းကိုပြန်ပြီးလို့မဖြစ်သေးပါဘူးဒီအစီအစဉ်တွေအားလုံးတဲတဲ့ရည်သွန်ဖြစ်သွားရင်ဘာလန်းကခွင့်လွတ်နိုင်မှာမဟုတ်ဘူးဂျိုးမင်းမလုပ်မလဲမင်းကကြောက်ပဲနေရာတကာမှာကြောက်လို့ဘာသုံးစားမလဲလှုပ်ဆန်းမင်းတာဝန်ကိုခြေပွန်အောင်လှုပ်ဆန်းလူဘဝတုန်းကလည်းယောဂတဲ့ဖြစ်နေတက်လုံးမျက်နှာငယ်ခဲ့ရတယ်အခုလဲဘာမှမဟုတ်ပဲခေါမိုးကတွပြားမြည်တန်ကြောက်ပြီးထွက်ပြေးရတယ်လို့တောက်သုံးမကြတယ်မှင်းတော့ထွက်ဆန်းမင်းတက်တီတွေထွက်ဆန်းတာဝန်ယူထားတဲ့အလုပ်တစ်ခုကိုအောင်မြင်ပြီးမြောက်အောင်လုပ်ပါတော့လားဂျိုးကအတွေ့မင်းနဲ့သူ့ကိုယ်သူပြန်လဲအားပေးရင်စက်ရုံပြက်ထဲကိုပြန်ဝင်လာတယ်ပတ်ဝန်းကျင်အခြေအနေကိုရဲသိတင်ပြီးလေ့လာလိုက်တယ်ဘာလဲရဲ့အရေးအယောင်ကိုအခုထိမတွေ့ရသေးဘူးအခုဆိုရင်ခေါမိုးတပြမြည်အောင်လုပ်တာဘာလို့လဲဒါတယောက်ကငါ့ကိုခြောက်လန့်တာပဲ၎င်းကိုမရအောင်စုံစမ်းမယ်ဂျိုးကစက်ရုံပြက်ထဲကိုတွဆုံဝင်လာရင်စောကလေမတိုင်ပဲလောက်ခတ်သွားတဲ့သူပြားတွေကိုမော့ကြည့်လိုက်တယ်၎င်းသူပြားတွေကတွန့်လိန်ပေါက်ပြဲနေလို့အပြင်ဘက်ကလိုက်အောင်အလင်းပြကိုတောင်လှမ်းမိရတယ်ထိုအချိန်မှာသူပြားနှစ်ချက်ကြားကအရေးတစ်ခုဟာလိုက်အောင်ကိုခွဲလိုက်ပြီးအစာအုပ်တဲကိုငုံကြည့်နေတာဂျိုးတွေ့လိုက်ရတယ်ကြည့်နေတဲ့သူရဲ့မျက်လုံးနှလုံးဟာအလွန်တရာတောက်ပြောင်နေပြီးအနီရောင်တွေဖြာထွက်နေတယ်ဂျိုးကအထိတ်တလန့်နဲ့အနီးရှိရိုးပုံတွေကလူယုံတစ်ချောင်းကိုကောက်ခံလိုက်ပြီး၎င်းမျက်လုံးနှလုံးရှိရာကိုအားနဲ့လှမ်းပေါက်တယ်နှုတ်ကလည်းဟေးခေါမိုးပေါ်ကကောင်မင်းကဘာခေါင်းလဲကွာတက်တရှိရင်ဆင်းလာကစားငါ့ကိုဘသူထင်လို့လဲငါနာမည်ဂျိုးကွာဒေါက်တာလာရဲ့တပည့်ဆိုတာမင်းမသိသေးဘူးပဲဒုက္ခရောက်သွားညလားဂျိုးကအမျိုးမစိန်ကောင်ရင်အယိုးတွေနဲ့ဆက်မပြတ်ပြစ်ပေါက်နေတယ်အယိုးတစ်ချောင်းက၎င်းမျက်လုံးကြီးကိုတဲ့ထိမှန်သွားတယ်ခေါမိုးဘောကသရဝါကသူ့ကိုမှန်သွားတော့စိတ်ဆုံးမှန်ဆုံးနဲ့ဂျိုးရှိရာကိုခုန်ဆင်းလာပြီးဂျိုးရဲ့လက်မျိုးကိုသူ့ရဲ့တန်မာတဲ့လက်တွေနဲ့ဆွဲညစ်ထားတယ်ဂျိုးကအသေးအတန်ရုန်းကန်ပြီးလက်ထက်ရှိရိုးနဲ့အားရှိတဲ့လောက်ပြန်ရတယ်ဒါပေမဲ့အကောင်ကြီးမမြတော့မကြခင်မှာဂျိုးရဲ့မျက်လုံးတွေပြူးကျလာတယ်ဟေးတော်ပြီရလိုက်တော့ထိုအချိန်မှာပဲဒေါက်တာလောက်နဲ့အဖွဲ့ကစက်ုံနဲ့ကိုဝင်လာတယ်တော်တယ်မင်းမစိုးဘူးပဲမင်းသားလေးမင်းငါတပည့်ဖြစ်ထိုက်တယ်ဒေါက်တာလောက်ကလက်ခုပ်လဝါတီးပြီးပြောတယ်မင်းကိုငါတို့စောင့်ကြည့်နေရငါတပည့်က6လန်တာတောင်ပြန်ခုခံရဲတယ်မင်းကငါတပည့်အမှန်တကယ်ဖြစ်တာသိရလို့ဝမ်းသာပါတယ်မင်းကိုဂုဏ်ပြုရဲ့အနေနဲ့အစာကောင်းကောင်းကျွေးရမယ်ဒေါက်တာလောက်တပည့်တွေကအခန်းနောက်မှာရှိတဲ့တပတ်ပြလူသေးအလောင်းကိုဝိုင်းမလာပြီးဂျိုးရှိကိုပြစ်ချလိုက်လေဂျိုးကမျက်လုံးမိတ်ပြီးနောက်ကိုကမန်းကရန်ခုန်လိုက်မိတယ်ဂျိုးလန်းသွားတာကိုကြည့်ပြီးတဲအားလုံးကဝိုင်းရကြတယ်ဟာမလက်မှန်နဲ့ဂျိုးကြည့်စား
ဒါကိုစားပြီးရင်ငါတို့လိုပဲတရေလုံးလုံးဖြစ်သွားမယ်မင်းရဲ့အစွမ်းနေလည်းအရန်တိုးတက်လာပြီးနောက်ဆိုဘသူ့ကောင်မှကြောက်စရာမလိုတော့ပဲအရင်ချင်းရှိတဲ့တရေတဲ့ကောင်ဖြစ်လာမှာပေါ့ဒါတလောက်ကပြပြဆူဆူနဲ့ဂျိုးရှိမှရှိတဲ့လူသေးလောင်းရဲ့ဘက်ကိုသူ့ရဲ့ရှေးလျားမင်းကြီးနေတဲ့လက်သေးတွေနဲ့ထိုးခွဲလိုက်တယ်လက်ကဘိုက်ထဲကိုအားနဲ့ဝင်သွားတယ်ပြန်ဆွဲအထုပ်မှာအလွန်တရာအပုံနဲ့ထွက်နေလေအသက်နှလုံးတစ်ခုပါလာတယ်အရင်ညတွေမှာဆိုရင်ဒီအသက်နှလုံးကငါအတွက်ပဲဒီညတော့ငါတို့ပဲဖြစ်တဲ့အထိမ့်မှတ်အနေနဲ့မင်းကိုကျွေးမယ်ဒါကိုစားရင်မင်းရဲ့မျက်လုံးတွေဟာတာမန်မဟုတ်တော့ပဲအယောင်တွေထွက်လာလိမ့်မယ်အယောင်ထွက်လာရင်တရေပညာတွေတင်လို့ရပြီရော့စားလိုက်ဒါတော့လောက်ကဂျိုးလက်ထဲကိုအသက်နှလုံးထည့်ပြီးတယ်ဂျိုးကလှမ်းယူလိုက်ပြီးကြောင်တောင်နဲ့သူ့လက်ထဲကအသက်နှလုံးကိုကြည့်နေတယ်အသက်နှလုံးကသူ့လက်ထဲမှာခုံးနေသလိုပဲဒါတော့လောက်ကလူတွေရဲ့ဘက်ထဲကိုဆက်လက်နိုင်ယူပြီးဝမ်းတွင်းသားတွေကိုငမ်းမြစားနေတယ်သူတို့ဘက်တွေကလည်းဝမ်းအောင်လာပြီးတယောက်တစ်ဖက်လူရဲ့စားကြတော့တယ်ကားသမားကတရေဒီမိုင်းမနဲ့ဂျိုးလက်ထဲကအသက်နှလုံးကိုစားညစ်စိမ့်နဲ့ကြည့်နေတယ်ဂျိုးကအလေးမြတ်မဲအသက်နှလုံးကိုကားသမားလက်ထဲအမြန်ပစ်ပေးပြီးလက်နှစ်ဘက်ကိုပူပြီးဂျိုးကိုတန်ပြုတ်လိုက်တယ်ဒါပေမဲ့စိတ်လှုပ်ရှားပြီးလက်တွေတုံးနေလို့အတန်ကပြီးထွက်ပေါ်မလာဘူးဒါတော့လောက်ကဂျိုးရဲ့အပြုတ်မှုကိုနားမလဲသာမော့ကြည့်ရင်မင်းဘာလုပ်နေရလဲဘာဖြစ်သွားလဲဂျိုးကဒါတော့လောက်အမေကိုခီးမဆိုင်နိုင်မဲမျက်လုံးမိတ်ပြီးဂျိုးကူတန်ထွက်လာအောင်အားကုန်မှုန့်နေတော့တယ်ဒီတခါတော့ဂျိုးကူတန်ဟာအဆက်မပြတ်ထွက်ပေါ်လာတယ်တိတ်ဆိတ်တဲ့ကောင်းကင်ရံတွေကိုလွင့်မြန်သွားတယ်အားလုံးကဂျိုးကိုနားမလဲသာကြည့်နေကြတယ်ဂျိုးကူတန်ပြူအလုံးလို့ဂျိုးရဲ့မျက်လုံးတွေလည်းပြူးထွက်နေပြီထိုချိန်မှာမြင့်ငယ်တဲ့ကောင်ဟာကြောက်ခွဲစိတ်ုံအမိုးပြဲအပေါက်ကအစာအုပ်တွေကိုဝင်ရောက်လာပြီးထောက်တန်းတစ်ခုပေါ်မှာဝဲခုရန်ထားလိုက်တယ်ဒါတော့လောက်က၎င်းညင်းငယ်ရဲ့အနံ့ကိုချက်ချင်းရလိုက်လို့ထောက်တန်းပေါ်ကညငှက်ကိုအယောင်ထွက်နေတဲ့မွေးမျက်လုံးတွေနဲ့စိုက်ကြည့်တယ်။ဩမင်းတို့ကဒီလိုကိုငါတော်တော်အတာပဲမှင်းစားမင်းဘာကြောင့်ဂျိုးကူတန်ပေးတယ်ဆိုတာငါအခုမှသဘောပေါက်တော့တယ်။လက်ဆက်တော့မင်းကမင်းဆရာကိုအချက်ပေးလိုက်တာကိုဟဲ့ကောင်တွေဒီကောက်ကိုဖမ်းချုပ်ကြသားဒေါက်တာလာတပည့်တွေကစားလက်စားအသားသားတွေကိုပြစ်ချပြီးဂျိုးကိုဖမ်းချုပ်ဖို့အသိမိကြတယ်ဂျိုးကလည်းလေပြီးသားပဲလေဘာလိုင်းရှိရဲ့ထုံတမ်းမဲ့ကိုလှိမ့်မြန်သွားပြေးသွားတယ်ခမရတို့ဂျိုးကိုဘာလို့ဖမ်းချုပ်နေအောင်ပါလဲကိစ္စအလုံးကျွန်တော်ကြောင့်ဖြစ်ရတာမဟုတ်လားအခုကျွန်တော်ခမရတို့ရှေ့ကိုရောက်နေပြီပဲကျွန်တော်ကိုပဲရောက်အောင်ဖမ်းမှာတော့လားဘာလန်တိတ်ရဖို့ကောင်းနေပြီမင်းလုံးမလောက်လေးမလောက်စားကောင်းကများငါ့ကိုစိန်ခေါ်ရတယ်လို့မင်းဘာယူထားပြီးငါပိုင်နေတဲ့ပြန်လာရလဲဆိုတာတော့ငါနားမလည်နိုင်တော့ခွင့်လို့ဖို့အသနာခံစားရောပါရဲ့လားဒါတော့လာတဲ့ဘဲတွေကလည်းသူတို့ဆရာနဲ့အတူရောရမီဘာလန်းကိုဝိုင်းလောင်ကြတယ်ဘာလန်းကထောက်တန်းပေါ်ကခုံဆင်းလိုက်တယ်ညငယ်အသွင်ကနေဘာလန်းအသွင်ပြောင်းပြီးသူ့လက်နှစ်ဖက်ကိုဘောင်းမီတဲ့ဗညာထည့်ထားလိုက်တယ်သူ့လက်ထဲမှာစေဘူးနှစ်ဘူးကအစင်သစ်ဆောက်ကလေးရဲ့ဘာလဲခွမင်းကငါနဲ့တပွဲတလန်းအကဲဆက်မလို့လားဒီတခါတော့မင်းကိုခွင့်လို့လိမ့်မယ်လို့မထင်နဲ့တောက်တလောက်ကဘာလန်းကိုစားတော့ဝါတော့မဲ့အကြည့်နဲ့ကြည့်ပြီးသူ့ရဲ့ခြုံမြတဲ့လက်သေးတွေမှာကတ်နေတဲ့အသားသားတွေကိုရှာနေရင်အလင့်ငိုက်ဝင်တိုက်ဖို့ချောင်းနေတယ်ဘာလန်းကလည်းတောက်တလောက်ကိုအလင့်မပေးပဲကြည့်ရင်ခမည်းဟာအတော်ကိုစိတ်ပြက်ဖို့ကောင်းတယ်ခမည်းစိတ်ချမ်းသာဖို့အတွက်အခြားသူတွေရဲ့ဘဝကိုဖျက်ဆီးဖို့ဝင်မလေးဘူးခမည်းကြောင့်အခြားသူတွေဘယ်တော့ဒုက္ခရောက်နေကြရလဲဆိုတာတစ်ချက်ကလေးမှမစင်သားခဲ့ဘူးအေးချမ်းချမ်းနေခြင်းနဲ့ဝိညာဉ်တွေရဲ့ဘဝကိုနီးမျိုးမျိုးနဲ့နှောက်ယှက်ဖျက်ဆီးဖို့ကလွယ်ပြီးဘာမှအကျိုးမပြုတဲ့သူပဲအဲ့ဒီတော့ဘာမှအသုံးမကျတဲ့ခမည်းဘဝကိုစွန့်လို့ဖို့အချိန်တန်ပါပြီဘာလန်းကပြောရင်လက်ထက်ကစိတ်ဘူးဖုံးကိုဖွင့်လိုက်တယ်ဆိုရင်ပဲဒေါက်တာလောက်ကဘာလန်းစီကိုတဟုန်တိုးပြေးဝင်ပြီးပူးတက်ဖို့ကြိုးစားတယ်ဘာလန်းကတချိန်တိုးပြေးလာတဲ့ဒေါက်တာလောက်ကို
ပလဲနဲ့မော်ဆရာပေးလိုက်တဲ့စီးနဲ့စီးကြိုပက်လိုက်တယ်ဒေါက်တာလောက်ရဲ့ရင်မတ်နဲ့ဝမ်းမတ်တွေကိုမော်သေးတွေထိမှန်ကုန်တယ်ဒေါက်တာလောက်ဟန်ချက်ပြတ်သွားပြီးနာကျင်ဆူးရှသွားအော်လိုက်တဲ့အတန်ဟာအစာအုပ်တစ်ခုလုံးပဲ့တင်ထက်သွားတယ်ဘာလန်ကဒေါက်တာလောက်တပည့်တွေကိုလည်းစင်းမုံတွေနဲ့အလင်းအမြန်ပက်ဖြန်းလိုက်တယ်ကာသမားအပါဝင်တရေတော်တော်များများထိမှန်သွားတယ်နာကျင်ဆူးသွားအော်ရလိုက်တဲ့အတန်တွေအဆက်မပြတ်ထွက်ပေါ်လာလို့စက်အုပ်မြေကြီးတစ်ခုလုံးကဘာပြတ်မတက်ပွဲလုံးရိုက်သွားတော့တယ်ဘာလန်ကပထမဆေးမှုကုန်တဲ့အထိလိုက်လက်ပဲဖြန်းနေတော့မိမဝမ်းလျားထိုးလဲနေတဲ့ဒေါက်တာလောက်ကရုတ်တရက်ကုန်းထပြီးအဝေးကိုထက်ပြေးသွားတယ်ဘာလန်ကဒေါက်တာလောက်နောက်ကိုထက်ချက်မကွာပြေးလိုက်ခဲ့တယ်ကြောက်ခွဲဆက်ရုံအပြင်ရောက်တော့ဒေါက်တာလောက်ကလင်းတို့တဲ့အသွင်ပြောင်းပြီးဥတီယာမဲထပြန်ပြေးတယ်ဘာလန်ကလည်းအလင်းမြန်မဲညငယ်ဝိညာဉ်တရံဖန်ဆင်းပြီးဒေါက်တာလောက်နောက်ကိုထက်ချက်မကွာလိုက်လံတက်ခိုက်နေတော့တယ်ဂျိုးကလဲကျသွားတဲ့ဒေါက်တာလောက်တပည့်တွေကိုကြည့်လိုက်တော့ကာသမားအပါဝင်တရေတွေဟာချိန်ကံမိုးပေါက်သလိုဒဇစီပေါက်ကွဲသွားတာကိုတွေ့လိုက်ရတယ်ဂျိုးကဆက်လက်ကြည့်မနေတော့ပဲစက်ုံပြတဲ့ကပြေးထွက်ခဲ့ပြီးဘာလန်တို့ပြန်တန်းအရက်ကိုဒီရောတော့ပါပြေးလိုက်သွားတယ်3လပိုင်း23ရက်နေ့ညတကောင်လာရောက်ဟာမိုးတိမ်ကင်းစွာထွန်းလင်းတောက်ပနေပြီးကျဲစုတွေကလာမင်းနဲ့တသွေးတဲ့ညီကိုပမာကြည်လင်တောက်ပနေကြတယ်ကြားဆက်ရောတင်းကျန်းရဲ့အပေါ်တက်တဲ့ကောင်းကင်ရံမှာအလွန်ကြီးမားတဲ့လင်းတို့ငှက်ကြီးတစ်ကောင်ရဲ့နောက်ကနေညငယ်လေးတစ်ကောင်လိုက်လက်ထိုးစိတ်နေတာကိုတင်းကျန်းရဲ့ဝိညာဉ်တစ်ကောင်ကမြင်လိုက်ရပြီးအခြားဝိညာဉ်များကိုတရင်ဖိအော်ဟစ်လိုက်တယ်မိုးပေါ်ကိုကြည့်လိုက်စမ်းငှက်နှစ်ကောင်တိုက်ခိုက်နေကြတာတိတ်ကြည့်လို့ကောင်းတယ်၎င်းဝိညာဉ်ရဲ့စကားကြောင့်တင်းကျန်းလေးကဝိညာဉ်အလုံးဟာနေရာအသီးသီးမှာအရှုံရှုံထွက်လာပြီးကောင်းကင်ဘက်ကိုမောကြည့်လိုက်ကြတယ်ငှက်နှစ်ကောင်ဟာတဲကြီးမဲကြီးသူတို့ပြန်ကိုတို့ပြန်လိုက်လံထိုးစိတ်တိုက်ခိုက်နေတာကိုလာမင်းကြီးရဲ့အလင်းအောင်ကြောင့်ပြပြမြင်ကြရတယ်ဝိညာဉ်တွေကအော်ဟေအားပေးရင်မျက်တော်မခတ်ပဲကြည့်ရှုနေကြတယ်ထိုအချိန်မှာပဲဂျိုးကတင်းကျန်းတဲ့ကိုပြေးဝင်လာပြီးဘာလန်ပြန်လာပြီကွဟေးဘာလန်ကဒေါက်တာလောက်ကိုတိုက်ခတ်နေပြီအခုမင်းတို့ကောင်းကင်ပေါ်မှာမြင်နေရတဲ့ညငယ်လေးဟာဘာလန်ပဲလင်းတို့ကြီးကဒေါက်တာလောက်ပဲကွဒေါက်တာလောက်မှာဘာလန်တိုက်ခိုက်လို့ဒဏ်ရာအကြီးကြီးရနေပြီဒေါက်တာလောက်ဝိညာဉ်ကမကြခင်ပျက်စီးသွားတော့မယ်မင်းတို့မယုံရင်ကြည့်ထားကြဂျိုးကအတန်ကုန်ဟစ်အော်ပြီးတင်ညာတဲ့ချီဝိညာဉ်တွေကိုအကျိုးအကြောင်းရှင်းပြနေတယ်ဂျိုးရဲ့စကားကြောင့်ကောင်းကင်ဘုံကညငယ်လေးဟာဘာလန်ဆိုတာတည်သွားပြီးရတဲ့တစ်ပြိုင်နက်ဝိညာဉ်အလုံးကထိမ့်မနိုင်သိမ့်မရတခက်နဲ့အားပေးလာကြတယ်ဘာလန်ကွငါတို့ဘာလန်မဟုတ်ရင်မခံတတ်တဲ့ဘာလန်ကွတတ္တိအရာမှာခေသူမဟုတ်ဘူးချထားစိတ်ထားစိုးဝါတဲ့ဒေါက်တာလောက်ကိုအမုတ်ချေပြစ်လိုက်ဟုတ်ပြီစိတ်ထားဒေါက်တာလောက်ရဲ့အတောင်တွေကိုထိုးစိတ်ပြလိုက်စမ်းပါအဲ့ဒီလိုလို့ဝိညာဉ်တွေကဘာလန်မဲ့မှာတယောက်တစ်မျိုးစီအော်ဟေအားပေးနေကြလို့တင်ညာတစ်ခုလုံးစုညံသွားတယ်ထိုထဲမှာဝင်ဒီလုံးမောင်နှမရဲ့အားပေးတန်ကအကျယ်ဆုံးပဲဘာလန်ရဲ့တဲကြီးမဲကြီးဇွဲနဲ့အဆက်မပြတ်တက်ခတ်ထိုးစိတ်မှုကြောင့်ဒဏ်ရာရပြီးသားလင်းတို့ဒေါက်တာလောက်ဟာတဖြည်းဖြည်းအားရင်ကုန်ခန်းလာပြီးပြန်လည်းမခုခံနိုင်တော့ပဲလှက်ပတ်ပြေးနေရတယ်ဒေါက်တာလောက်ကပြီးဘာလန်ကအဆက်မပြတ်လိုက်နဲ့ငှက်နှကောင်ဟာလာမင်းရဲ့နှကန်းတွေပေါ်မှာစက်ဝိုင်းတဲ့ပတ်ပြေးသလိုဖြစ်နေတယ်ဝိညာဉ်တွေကအဲ့လိုထူးဆန်းတဲ့မြင်ကွင်းမျိုးကိုလက်လုံးမခံပဲတိုးဝေငေးကြည့်နေကြတယ်ခဏကြာမှရှေ့ကပြေးနေတဲ့လင်းတို့ဒေါက်တာလောက်ဟာမေဘင်းမော်ကိုတရှိန်တို့ပြုတ်ကြလာတယ်တက်ဆန်ဆန်ပဲတင်းချိုင်းတွေကသူ့ရဲ့အုပ်ကူပေါ်ကိုတက်ကျသွားတယ်ပြင်းထန်တဲ့ရှင်တွေပြုတ်ကြလာတဲ့လင်းတို့ဒေါက်တာလောက်ဟာသူ့အုပ်ကူနဲ့မိတ်ဆက်မိပြီးအုံဆိုတဲ့အတန်ကြီးထွက်ပေါ်လာသွားတယ်ဝင်းကြီးအလုံးကဒေါက်တာလောက်ရဲ့ခန္ဓာကိုယ်ကိုအပြေးလောက်ဝိုင်းအောင်ကြည့်ရှုကြတယ်လင်းတို့ဒေါက်တာလောက်ဟာတဖြည်းဖြည်းသူ့ရဲ့မူလပုံသဏ္ဍာန်ပြောင်းလာပြီးနောက်ဆုံးပေါက်ကွဲတန်တဲ့အတူဒဇစီကျွေမပြောက်ကွယ်သွားတော့တယ်ဘာလန်လဲမေဘင်းကိုဆင်းလာပြီးဒေါက်တာလောက်ရဲ့နောက်ဆုံးထက်သက်ကိုငေးကြည့်နေမိတယ်အခြားဝိညာဉ်တွေကဘာလန်ကိုဝမ်းသာအားရပြေးဖက်ကြတယ်ကျွန်တော်တို့အားလုံးအတွက်စွန့်စားစွမ်းဆောင်ပေးတဲ့ခမည်းကိုဂုဏ်ပြုပါတယ်ဗျာဂျိုးကပြောရင်သူ့ရဲ့လက်တွေနဲ့ဘာလန်ကိုလုံးကြီးကိုမဖို့ကြိုးစားသေးတယ်ဘာလန်ကဂျိုးကိုပြုံးကြည့်ပြီးခမည်းလည်းအတူတူပါပဲဗျာ
ခမရမကူညီရင်ကျွန်တော်တယောက်တည်းလှုပ်လို့မရနိုင်ပါဘူးလှုပ်ပြီဗျာကျွန်တော်တို့နှစ်ယောက်အတူတူပါပဲဟာဟာဟာတကယ်ပဲကြောက်ဆက်သိင်းကျမှာအခုမှလွတ်လွတ်လပ်လပ်ရေမောခွင့်ရတော့တယ်ဂျိုးကပျော်ရှင်သွားရေမောရင်းပြောတယ်တင်းကြချင်းဝင်းကြီးတွေကဘားလန်းနဲ့ဂျိုးတို့ကိုကြည့်ပြီးအားလုံးပျော်ရှင်လာကြတယ်လွတ်ပြီးကျုပ်ပြီးဟေးတောက်တလောက်လက်ကလွတ်ပြီးကွဝင်းကြီးတွေကပျော်ရှင်သွားကားခုံရင်ဘားလန်းတို့တပ်ပွဲကိုတယောက်တစ်မျိုးပြန်လဲပြောဆိုနေကြတော့တယ်ထိုညမှာပဲဘားလန်းဂျိုးနဲ့ဝင်းကြီးတို့မောင်နှမကအချုပ်ခံထားရတဲ့ထင်းဦးမီသစိန်နဲ့အခြားဝင်းကြီးတွေကိုဒေါက်တာလာရဲ့အုပ်ကုတဲကပြန်လဲတူးဖို့ပြီးပလေးဖုံးတွေကိုဖွင့်ပေးလိုက်ကြတယ်လောကကြီးပြောင်းမဲ့ဖြစ်သွားပြီထင်တယ်ဘယ်သူကိုဖုံးဖွင့်ပေးရလဲဒေါက်တာလာရောဘယ်ရောက်သွားပြီလဲထင်းဦးမီသစိန်ကပလေးနဲ့ကထွက်ထွက်ချင်းမေးတယ်သူ့မေးကိုဂျိုးကဝင်းဖြေတယ်မရှိတော့ဘူးဘာလဲလှုပ်ထည့်လိုက်လို့ဘဝပြောင်းကုန်ပြီဟာဟာဟာကောင်းနေဒီလောက်ဆိုးရတဲ့ကောင်တေးတာပဲကောင်းတယ်ထင်းဦးမီသစိန်ကပြောရင်ဘာလန်းကိုမြင်သွားပြီးဟုတ်ပြီဘာလန်းမင်းကငါပြောဘူးသားပဲမင်းဟာအခြားဝိညာဉ်တွေနဲ့မတူပါဘူးလို့ငါပြောတာမှားသလားထင်းဝင်းသစိကဝမ်းသာလိုက်လဲသာပြောတယ်သူ့နောက်မှာလက်သက်ရှင်နဲ့ဆန်ရှည်တို့ကလည်းဝမ်းသာအားရဘာလန်းလက်ကိုဆွဲယူလှုပ်ရမ်းနေကြတယ်ကျွန်တော်ကြောင့်အခုလိုချုပ်နေခံရတာခွင့်လွှတ်ကြပါဗျာဘာလန်းကထင်းဝင်းသစိတို့အဖွဲ့ကိုတောင်းပန်စကားဆိုတယ်လက်သက်ရှင်ကမဟုတ်ပါဘူးကွာငါတို့လည်းဒီကောက်ကိုတိုးလံမှုတာဝန်ရှိပါတယ်မင်းမရှိလဲတနေ့မဟုတ်တနေ့ဒေါက်တာလောက်နဲ့ပြဿနာဖြစ်မှာပဲတို့အခုလိုရက်တူတူနဲ့လွတ်လာတာကိုပဲမင်းကိုကျေးဇူးတရားမှာကျွန်တော်လည်းခမ ्या ကိုကျေးဇူးအထူးတင်တရားရှိပါသေးတယ်ခမ ्या တင်မိလိုက်တဲ့ညငယ်ခီးသွားနည်းဟာကျွန်တော်အဖို့အလုံးကိုပဲအသုံးတည့်တယ်ဗျခမ ्या ကအဲ့ဒီပညာသင်မပြီးရင်ကျွန်တော်အခုဆိုရင်ဘယ်လိုတွေဖြစ်နေမဲဆိုတာမတွေးတတ်တော့လက်သက်ရှိကပြုံးပြုံးကြီးအဲ့ဒါကငါဘယ်သူ့ကိုမှသိမပေးဘူးကွာမင်းကြမှာဘယ်လိုဖြစ်သွားတယ်မသိပါဘူးကွာဟာဟာထင်းဝင်းသစိကကောင်းတယ်ဟေးအခုဆိုရင်ငါတို့စီစီလုံးလုံးနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်လို့ရပြီအဲ့ဒါမင်းကြောင့်ပဲကောင်းလေးငါလည်းမင်းရဲ့ထင်းယူတော့ကိုလွမ်းလာပြီငါတို့ပြန်အောင်မှသိမယ်ဝင်းကြီးလုံးမြောက်ပွဲရောပြီးသွားပြီလားမပြီးသေးဘူးပြို့အချိန်ကြိုက်ပဲဒီနေ့က3လပိုင်း23ရက်နေ့ဆိုတော့နောက်ထပ်တစ်ပတ်ပဲလို့တော့တယ်ဘာလန်းကပြန်ဖြေတယ်ငါလဲဒေါက်တာလောက်အရက်ပလေးနဲ့အလဲရောက်နေတော့အနက်နဲ့တွေမူးနေလို့နေတွေရက်တွေမသိတော့ပါဘူးကွာဒါဆိုတော့ပဲဟေးဘာလန်း၄လပိုင်းတည်းရက်နေ့ဝင်းကြီးလွတ်မြောက်ပွဲမှာငါကိုယ်တိုင်လာပြီးမင်းကိုဂုံပြုမယ်အခုတော့သွားပြီကောင်းလေးရေမင်းတင်းညာကိုလှပတတ်ရှင်းသွားအောင်ပြုပြီးရင်ဝင်းကြီးလွတ်မြောက်ပွဲကိုစောင့်သားနေရတော့ဘာလန်းရေထင်းဦးမီသစေလက်သက်ရှိဆန်ရှိတို့ကတင်းညာရှိဝင်းကြီးအားလုံးကိုလိုက်လိုက်နှုတ်ဆက်ပြီးသူတို့နေရာအရက်ကိုပျော်ရွှင်စွာထွက်ခွာသွားကြတော့တယ်။တင်းကြိုင်တွေကဝင်းကြီးအားလုံးကလည်းဘားလိုက်ရဲ့လောက်ရက်ကိုအထူးတလဲအားရကျင်းနေကြပြီးတရားတစ်မျိုးအမျိုးမျိုးပြောဆိုနေကြတယ်။ဝင်းကြီးတို့မောင်နှမကဘားလိုက်နဲ့ဂျိုးစီလာပြီးသူတို့တငယ်ချင်းတွေရောက်ညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုကိုဒေါက်တာလောက်တို့အဖွဲ့ချိန်မိုးလိုက်တာကိုချီကျူးပြောဆိုနေကြတယ်။ဘားလိုက်ရှင့်ကိုကျွန်မပြန်မတွေ့ရတော့ဘူးလို့ထင်းနေတာဝင်းဒီကမြင်းမြကြပြောတယ်ဂျိုးဆိုရင်နေ့တိုင်းညတိုင်းရှေ့ဦးဘေးကချယ်ရီမီမော်တက်ပြီးရှင့်ကိုမျောရတာလယ်မင်းတော်တော်ရှင်းနေပြီမနေ့ကတော့ဂျိုးလိုရကြောင့်ကျမတို့သူ့ကိုထင်မှားမိသေးတယ်လက်ဆက်သက်တော့ရှင်တို့နှစ်ယောက်ကတကြီးထဲတညာတဲ့ကိုရှင်တို့စွန့်စွန့်ဆာဆာလှုပ်ရှားခဲ့တာကျမတို့တိတ်ကိုအားရကျဉ်တတ်တာပဲကျမတို့မောင်နှမလည်းဒီနေ့ဝင်းကြီးလွှတ်မြောက်ပွဲကိုရှင်နဲ့အတူတက်ဖြစ်အောင်တက်မယ်လို့ဆုံးဖြတ်လိုက်ပြီဇာမီကကျွန်တော်တို့ကိုဒေါက်တာလောက်ကဒီနေ့ဝင်းကြီးလွတ်မြောက်ပွဲမတက်ရဘူးလို့ပြောသေးတယ်။အဲဒါကြောင့်ကျွန်တော်တို့မောင်နှမ2ယောက်တည်းဒီကနေထွက်ပြေးဖို့တိုင်ပင်ထားတာအခုတော့ပြေးစရာမလိုတော့ဘူးပေါ့။ဝင်းကြီးလွတ်မြောက်ပွဲကိုစိတ်လိတ်ချမ်းသာစွာတက်လို့ရပြီ။ခင်ဗျားကိုတိတ်ကျေးဇူးတင်နေပြီ။ဘာလန်းကဝင်းကြီးတို့မောင်နှမ2ယောက်နဲ့သူသိန်းချက်ကထုံးမသွားခင်လေးမှာရောက်လာတဲ့စတီကိုပါပြောတယ်။ကျွန်တော်တို့အခုလိုပြန်လဲဆုံတွေ့ရတာအလွန်ကြည်နူးဖို့ကောင်းပါတယ်။ခင်ဗျားတို့ကကျွန်တော်ဖြစ်ကျင်တဲ့ဆန္ဒတွေကိုတစ်ဖက်တစ်လမ်းကကုညီအားပေးတဲ့ကျွန်တော်ရဲ့မင်းရင်းဆွေရင်းနေပါပဲအခုဆိုရင်ကျွန်တော်မှာကိစ္စလေးတွေမပြတ်သေးဘူးအခုလိုဒေါက်တာလောက်ကိုတွန်းလှန်နိုင်မှုကုညီထားတဲ့ဝိညာဉ်တူရှိသေးတယ်သူကဒီကမဟုတ်ဘူးကျွန်တော်သူ့စီသွားပြီးပြောပြတဲ့အပေးစရာရှိသေးတယ်နောက်ပြီးဒေါက်တာလောက်ကူတဲ့ကအစွမ်းထက်တဲ့ခေါင်းမြတ်ကိုလည်းမူလပိုင်ရှင်လက်ထက်ပြန်ပေးဖို့ဂရီပေးထားတာရှိတယ်အဲ့ဒီအတွက်ဒီညပဲခီးထွက်ရအောင်မယ်ကျွန်တော်ပြောချင်တာကခမရတို့မောင်နှမရဲ့
ဂျုံနဲ့စတီတို့ဥဆောင်ပြီးဒီသင်းချမ်းကိုတန်းတန်ရှင်းရှင်းဖြစ်အောင်လုပ်လိုက်ကြပါလို့ပြောပေးရစေအဲ့ဒါမှကျွန်တော်တို့သင်းချမ်းကတန်ရှင်းတန်ရစွာနဲ့ဝိညာဉ်လွတ်မြောက်ပွဲကိုမုံမုံမြတ်မြတ်ကျင်းပရတာပေါ့ဝင်းဒီတို့မောင်နှမနဲ့စတီတို့ကဘာလာရဲ့စီစဉ်ကိုနားလည်သဘောပေါက်ပြီး၎င်းကြမှာပဲတုတ်တန်တစ်ခုလုံးကိုတန်ရှင်းဝမ်းဝင်းလှုပ်ဆောင်ကြဖို့သဘောတူလိုက်တယ်ဂျိုးကတော့ဘာလာစကားကိုမကြားမိလိုက်ပဲတင်းချိုင်းတွေကဝိညာဉ်ကလေးတွေနဲ့အဖွဲကြကချယ်ရီကိုင်းတွေပေါ်မှာနားနေတဲ့လက်ရငှက်တွေလိုခဲလုံးတွေနဲ့ပေါက်ပြီးမောင်းထုံရင်ပြုံမြူးနေကြတယ်ဟေးကောင်တွေအပုတ်စားတဲ့ကောင်တွေပြည်သန်းလရာပြီးသန်းဂျိုးကခြေကဥဆောင်ပြီးလက်ရတွေကိုခဲလုံးနဲ့ထုတယ်ဝိညာဉ်ကလေးတွေကသူ့လို့သလိုလိုက်လို့ကြပြီးသူပြောသလိုလိုက်ပြောကြတယ်ဘာလန်ကဂျိုးကိုခေါ်ပြီးအကျိုးအကြောင်းပြောကဒေါက်တာလောက်ကူတွေကဥကောင်းမြတ်ကြီးကိုအိတ်တလုံးနဲ့ထည့်ပြီးလာဝင်းစီကိုစတင်ထွက်ခွာသွားတော့တယ်ဖီတာတို့နေတဲ့ရဲတိုက်ပြကြီးစီကိုမိုးစင်စင်လေးမှဘာလန်ရောက်သွားတယ်ညုံမဲမဲရဲတိုက်ကြီးဟာထီထီမာမာတိတ်ဆိတ်နေတဲ့နေပြီးတက်ရှိတော်တကောင်တလေးရဲ့အရေးအယောင်ကိုမှမတွေ့ရဘူးဒါပေမဲ့ဘာလန်ကတော့အရင်တစ်ခေါက်ရောက်ဘူးလို့ရဲတိုက်ထဲမှာဘာတွေရှိတယ်ဆိုတာကောင်းကောင်းသိနေတယ်၎င်းရဲတိုက်ဟာနေ့အခါမှာဘာတိဘာသာအိတ်ဆက်နေတတ်ပြီးညအခါမှသာနာမည်ကြီးဟော်တယ်ကြီးတစ်ခုလာစီကားတိုက်မဲ့စွာနိုးထသက်ဝင်လာတတ်တာကိုဒီတခါတော့ဘာလန်ကရဲတိုက်ပြကြီးတစ်ခုတည်းကိုရဲရဲတင်းတင်းမှဝင်လာခဲ့ပြီးကြောက်လီကားသေးတွေပေါ်ကိုအပြေးလေးတစ်ယောက်လာခဲ့တယ်သူ့လက်ထဲမှာဥကောပြတလုံးပါတဲ့အိတ်ကိုဆွဲလျက်ခမ်းမလင်မှာကြောက်ကြီးတစ်ခုကိုလက်မြောက်လျက်သူ့ကိုကြိုးစိုးနေတယ်ဒါပေမဲ့၎င်းရုပ်ထုကတတော့ကိုရုပ်ဆိုးလွန်းတယ်ဘာကြောင့်ရုပ်ထုရဲ့မျက်လုံးကိုအစိမ်းအောင်ထည့်ထားသလဲမဲမဲတရဲနဲ့အမျိုးတွေပဲလားဘာလန်ကပခုံးတစ်ချက်တွန်းပြီးရုပ်ထုကြီးကိုဘေးမှာပတ်ခါအစာအုပ်ရဲ့ထဲဝါခမ်းနားမှုကိုတစ်ဖက်ငေးကြည့်နေပြန်မိတယ်ဒီမှာအခန်းတွေကဘာကြောင့်ဒီလောက်တော့များနေရလဲခေါင်းမြောက်ဝင်းကြီးကအရင်ဘဝဟိုတယ်ပိုင်ရှင်များလုပ်ခဲ့ဘူးလားဘာလက်ကခေါင်းမြောက်ဝင်းကြီးရှိရာကြောင်လေးလေးကားကိုဆက်တယ်မသွားသေးပဲခမ်းမထဲမှာဖွဲ့စည်းထားတဲ့အခန်းတွေကိုစိတ်ဝင်စားလေးလာနေတယ်အခန်းထဲရဲ့နိုင်ရန်ပေါ်မှာကြောင်ကြားကြားရုပ်ပုံတွေကိုဗကြီးစရာကစိတ်ယူပေါပေါနဲ့ရေးဆွဲထားပြီးအ내ရောင်နဲ့အနီရောင်စိတ်များများသုံးထားတယ်ဗကြီးကားပုံတွေဟာလေလေကောက်ကောက်မြင်းခွေးတွေနဲ့ရောပြီးထိတ်လက်စရာအသွေးမျိုးမျိုးစောင့်နေကြတယ်ဘာလဲဟာအခန်းနိုင်ရန်တွေပေါ်ကဗကြီးကားတွေကိုစိတ်ဝင်စားကြည့်နေတော့မှပဲကြောင်လေးလေးကဝေးုံမင်းနဲ့ကြောင်မြောက်ဝင်းကြီးကသူ့စီဒီရောတော့ပါရောက်လာပြီးရုတ်တရက်သူ့ကိုလှမ်းဖက်လိုက်တယ်ဘာလဲကအလေးအငိုက်ဖက်ခံလိုက်ရတော့ကြောက်လက်ရကြလေထဲကိုလှမ်းခုန်လိုက်တယ်ဒါပေမဲ့သူ့ခြေထောက်တွေကခေါင်းမြောက်ဝင်းကြီးရဲ့တမ်းမာတဲ့လက်တွေကြားမှာမလွန်းသာလေထဲမှာတန်လန်ကြီးမိနေတော့တယ်ငါဆရာဒီကဘာမှာမင်းကငါဆရာဘာလဲမင်းကငါတနေ့မှမအိပ်ဖက်စောင့်နေတာငါစောင့်အောင်ကြုံနှက်ပြီးငါဘဝမှာအခုလောက်တစ်ခါမှမပြောဘူးဟေးဘယ်မှာလဲငါဦးကောင်းပေးပါငါ့ကိုအမြန်ပေးပါခေါင်းမြောက်ဝင်းကြီးကဘာလဲရဲ့ခြေထောက်တွေကိုမလွတ်တန်းဆွဲထားပြီးသူ့ဦးကောင်းကိုတောင်းနေတယ်နေအောင်ခမရဘယ်လိုလုပ်တာလဲကျွန်တော်ပြင်လက်သွားတာပဲခမရကကြောက်ခြေထောက်ကြီးကိုအတင်းဆွဲတာတော့ဒီမှာလှုပ်လို့မရတော့ဘူးကြောက်ကိုလွတ်ပါအောင်ခေါင်းမြောက်ဝင်းကြီးကဘာလန်ပြောမှသူ့အဖြစ်ကိုသတိရပြီးဘာလန်ကိုလှုပ်ပေးတယ် sorry ပဲကွာငါဝမ်းသာလို့နည်းနည်းလောသွားတယ်ကြောက်ဒီမှာခမရဥစားတည်တည်ရစိတ်ကြည်အောင်ဘာလန်ကအိတ်ထဲကဥကောင်းမြတ်ကိုဂယူးဆိုင်ထုတ်ပြီးခေါင်းမြောက်ဝင်းကြီးလက်နှစ်ဖက်ထဲကိုထည့်ပေးလိုက်တယ်ခေါင်းမြောက်ဝင်းကြီးကသူ့ကောင်းကိုသေးချာဆမ်းပြီးမငြင်းမညာဖြစ်နေတဲ့သူ့လက်ပင်ကိုနေရာတကျဖြစ်အောင်ဆက်လိုက်တယ်နောက်တော့သူကရဲတဲ့ခမ်းမဆောင်ထဲမှာအော်ဟစ်ပတ်ပြီးပျော်ရွှင်စွာကနေတော့တယ်ဟာငါဥကောင်းပြန်ရပြီဟေးအားလုံးကိုပြန်မြင်ရပြီငါလိုလူစပူမှာစီသေးရဲ့လားအော်ဟစ်ပြီးကိုယ့်ရုပ်ကားရနဲ့ခုံပေါက်နေတယ်ဘာလက်ကကျင်းတဲ့စွာနဲ့ခေါင်းမြောက်ဝင်းကြီးကိုလိုက်ကြည့်နေတယ်ခေါင်းမြောက်ဝင်းကြီးရဲ့စူးစူးညာအော်ဟစ်နေတဲ့ကိုကြားလို့အခြားဝင်းကြီးတွေကအိမ်မုံစုပ်ပွားနဲ့နိုးထလာကြပြီးခမ်းမတဲ့ကိုခေါင်းပြူကြည့်နေကြတယ်ဟဲ့ကောင်တွေမင်းတို့ဘာကြည့်နေရလဲမင်းတို့မျက်စိတွေကန်းနေကြလားငါဥကောင်းပြန်ရပြီကွာမင်းတို့တွေ့ကြလားဟောဒီကဘာလန်ပြန်ယူလာပြီးတာကွာမ
င်းတို့ကောင်တွေတကောင်းမှအတော့မကြအောင်ငါ့ကိုလိန်ညာပြီးစားဖို့ပဲသိတယ်အခုကစပြီးမရတော့ဘူးကိုလူတို့ငါမျက်လုံးတွေပြန်မြင်နေရပြီဆိုတာမင်းတို့ကောင်းကောင်းသဘောပေါက်တာခေါင်းမြောက်ဝင်းကြီးကသူ့မျက်လုံးတွေကိုလက်ညှိုးထိုးပြပြီးလိုက်ကြွားနေတယ်အောက်လက်ကအတန်းတွေကြောင့်ဖီတာတို့လည်းလက်နိုးလာပြီးခမ်းမဘက်ကိုထွက်လာခဲ့တယ်ခမ်းမထဲမှာဂလန်ဂလားနဲ့ဘာလန်းကိုဝင်းကြီးတွေအလယ်မှာတွေ့လိုက်ရတော့ကြောက်လေးလေးကအတိုင်းအမြန်ပြေးစီလာပြီးဟယ်လိုဘာလန်းရှင်ဘယ်တော့မှရောက်နေရလဲရှင်းကြရတာအဆင်ပြေလာတဲ့ပုံပဲပြေးတယ်တိတ်ပြေးတာမှဟောဒီငါဦးကငါလည်းဘေးမှာအခမ်းအနားရောက်နေတာပဲကြည့်တော့ခေါင်းမြောက်ဝင်းကြီးကသူ့ကောင်းကြီးကိုဖီလာနှာခေါင်းနာတိုးကပ်ပြီးအာရဝန္တာအော်ပြောတယ်ဟုတ်ပါရှေ့ကောင်းကြီးပြန်ရပြီတော့ဖီလာကအံ့ဩစွာနဲ့ခေါင်းမြောက်ဝင်းကြီးရဲ့ဦးကောင်းကိုကန်ကြည့်နေတယ်ဖီလာကျွန်တော်ကိုခမစားတော့ဆိုင်မှာအဲ့မခံတော့ဘူးလားကျမဆိုင်ကညမှာဖွင့်တာရှင့်ဒါပေမဲ့အထူးဧည့်သည်ကိုကြိုဆိုတဲ့အနေနဲ့ဖွင့်ပေးရမှာပေါ့ဖီလာကလိုက်လဲသာပြုံးပြီးပြောတယ်ဘာလဲနဲ့ဖီလာကစကားတပြောနဲ့ဘာကောင်းတာရှိရဘက်ကိုလေကားအတိုင်းတက်သွားတယ်ဘာပြောင်းဝင်းကြီးနဲ့အခြားဝင်းကြီးတွေကခမ်းမထဲမှာတရားတော်ပေါက်ပြောဆိုနေကြတယ်ဖဲသမားရဲတကောင်ကဒီကောက်ကိုဖဲရဖို့ခေါ်တော့ကသူကမြိုက်တက်ဘူးလို့ညင်းတော့ငါဒီကောက်ကိုတော်သားငတုံးလို့ထင်ခဲ့တာခုတော့မှားသွားပြီဓာတ်တလောက်လက်ထက်ကခေါင်းမြတ်ကိုတောင်ရအောင်ယူနိုင်ခဲ့တယ်ဆိုတော့နည်းနည်းရမဟုတ်ဘူးကွဓာတ်တလောက်လက်မှာခိုးလာတာဖြစ်မယ်နောက်ဝင်းကြီးတကောင်ဟာသူ့အထင်ကိုပြောတယ်ခေါင်းမြတ်ဝင်းကြီးက၎င်းဝင်းကြီးကိုတွန်းလာပြီးမင်းတို့ဘာမှမစွမ်းဆောင်နိုင်မနဲ့သူများကိုလှောက်မှုဝေဖန်မှုပဲတတ်တယ်မင်းတို့မသိမရှိမှတ်ထားဓာတ်တလောက်ကငါ့ဥကောက်ကိုလွယ်လွယ်နဲ့ယူလို့ရအောင်ဘယ်မှာထားသလဲမင်းတို့ရောရအောင်ယူနိုင်လို့လားဒီမဲ့ဘာလန်းကဓာတ်တလောက်ကိုနိုင်အောင်တိုက်ပြီးယူလာခဲ့တာအခုလဲသူဒီမှာရှိတော့ပြောင်းသလိုနောက်သလိုဟာတာသွားမလုံးနဲ့မင်းတို့ကပါတခါတည်းဓာတ်တလောက်နောက်ကိုပို့လိုက်လိမ့်မယ်ခေါင်းမြောက်ဝင်းကြီးကခက်ချီချင်းနဲ့ပြောပြီးဘာလန်းတို့ရှိရာဘာကောင်းနာစီကိုလိုက်သွားတယ်မစ္စတာပါစကယ်တို့ကကျွန်တော်ကိုအစွမ်းကုန်ကူညီလို့ဒီလိုအဆင်ပြေခဲ့တာပါခမရအမေကတော့ခမရကိုအတော်တွေ့ကျင်နေပုံပဲကျွန်တော်ပြောသလိုခမရကကျွန်တော်တို့လိုဝင်းကြီးလုံးမြောက်ပွဲတက်ခဲ့မယ်ဆိုရင်သူ့အနေနဲ့ပြောရှင်းမိမှာအမှန်ပဲတဲ့ခမရမိဘတွေကခမရဝင်းကြီးဘွားမှာပဲရှိသေးတယ်ဆိုတော့အလုံးကိုစိတ်မကောင်းဖြစ်နေကြတယ်ဖီလာကအံကိုကြိတ်ထားပြီးဘာလန်းပြပြတဲ့သူ့မိဘတွေအကြောင်းကိုသူမရဲ့လက်ရှိဘွားဘေးအခြေအနေကိုကိုယ်မြင်လာမိတယ်သူမဘလို့ပဲစိတ်အားတင်းထားမျက်ရည်စက်ဟာသူ့ပါပြင်ပေါ်မှာလိမ့်ဆင်းသွားတာကိုဘာလန်းတွေ့လိုက်ရတယ်ကျမကရှင်းလို့မဟုတ်ဘူးဘာလန်းလူဘွားတော်ကတိတ်ပြီးစိုးစိုးဝါးဝါမလုပ်ခဲ့ပြီမဲ့အခုလက်ရှိဝင်းကြီးဘွားမှာအသားကုန်တဲ့ရက်တဲ့ဘွားနဲ့မကောင်းမှုဒုစရိုက်တွေကိုတစ်ဖက်တစ်လမ်းကအားပေးအားမြလုပ်နေတဲ့သူဖြစ်နေပြီရှင်နဲ့မတွေ့ခင်အချိန်အထိကျမဝင်းကြီးဘွားမှာပျော်နေပြီးဝင်းကြီးတွေနဲ့တသားတည်းကြောက်အောင်နေထိုင်လာခဲ့တယ်ရှင်ပြောတဲ့ဝင်းကြီးလွတ်မြောက်ပွဲဆိုတာကကိုနဲ့မဆိုင်ဘူးလို့ထင်ထားတာအခုရှင်ပြောပြလို့အားလုံးတွေးမိပါပြီဒါပေမဲ့လောလောဆယ်တော့ကိုယ့်အပြစ်နဲ့ကိုလွတ်မြောက်ပွဲကိုကျမရဲတေးတေးမတည့်ရဲသေးဘူးရှင်ကျမဒီအလုပ်ကိုစွန့်လို့ပြီးကောင်းမှုတွေလုပ်ချင်သေးတယ်ရှင်းလို့ပဲတန်ရှင်းမှုမြတ်တဲ့ဝင်းကြီးဘွားမျိုးရအောင်ကြိုးစားအောင်မယ်ခင်ဗျားကကျွန်တော်ထဲတောင်စိတ်ထားကောင်းမှုပါတယ်ဖီတာစိတ်ကိုအလိုလိုက်လို့သာအခုလိုဘွားမျိုးရောက်နေရတာပါဘာလဲကသူမကိုနားလဲတော့ကြည်ရင်ပြောတယ်စိတ်ကြပါဒီချိန်ကြီးမှာကျမဝင်းကြီးလုံးမြောက်ပွဲတက်ဖြစ်အောင်တက်ပါမယ်လို့ရှင့်ကိုကတိပေးပါတယ်ဖီလာကသူ့လက်ရှိအခြေအနေကိုတွေးမိပြီးသူ့မိဘတွေကိုသတိရလို့မျက်နှာကိုလက်တစ်ဖက်နဲ့အုပ်ပြီးတဲထန်စွာစတင်ငိုကြွေးနေတော့တယ်ခေါင်းမြောက်ဝင်းကြီးကဘာလဲလို့ပြောဆိုနေတာကိုနောက်မှနေကြပြီးသမီးရဲ့မင်းအတွက်စိတ်မကောင်းလိုက်တာတို့ဘဝကကန်ဆိုးပါတယ်အငြင်းရလိုလိုပဲအခုပဲကြည့်ဘာလဲလို့ဝင်းကြီးမျိုးကိုနောက်ကြမှာဖျားသခင်ကတို့စီကိုလွတ်ပေးတယ်အေးလေဘယ်တတ်နိုင်မလဲဒါဖျားသခင်ရဲ့အစီအမံကိုအခုချိန်ကစပြီးဖျားသခင်ကဒီအတိုင်းပြစ်မထားတော့ဘူးလို့ယုံကြည်လိုက်စမ်းမှသမီးရဲ့အဲ့ဒီတော့တို့ဘာလုပ်ရမလဲတခုပဲရှိတယ်ဟောဒီကဘာလန်းကိုမုံမြတ်တဲ့စိတ်ထားလေးမှန်ကန်တဲ့ဘက်ကသူတစ်ပါးကိုရည်ချင်းလိမ့်မှာတော့ရမ်းမြကူညီတတ်တဲ့စိတ်ထားမျိုးလေးတို့ကလောက်ကြရမှာပေါ့ကျုပ်တော့ကျုပ်အတွေ့အကြုံရဒီလိုပဲဆုံးဖြတ်လိုက်ပြီအခုမှကျုပ်လဲကိုယ့်ဘဝကိုပြန်သုံးသပ်မိတယ်ကျုပ်လူဘတော့ကဘာလုပ်ခဲ့တယ်လဲဟောဒီအစာအုပ်ကြီးကိုကြည့်သမ်းပါကျုပ်စိတ်ကူကျုပ်ဆန္ဒတစ်ခုတည်းနဲ့
တိဆောက်ထားတာမော်ပညာကိုအားကိုးပြီးမော်ယူခဲ့တာပဲဒီစာအုပ်ကြီးကဘသူ့အတွက်ကောင်းကျိုးပေးလဲပထမဆုံးကျုပ်ကိုကျုပ်ပဲပြန်ကြည့်မိတယ်ဘာတွေ့ရမလဲပေါ့မော်ယူနေတဲ့ကျုပ်ကိုဝင်းကြီးတကောင်ကခေါင်းဖြတ်သက်သွားတာပဲတွေ့ရမယ်ဟောအခုကြည့်သမီးတို့လိုစိတ်လေလွေ့နေတဲ့ဝင်းကြီးတွေမတိဆိုးကကြပြက်ကချော်ပေကက်ကက်ဝင်းကြီးတွေတကောကောင်းဆန်တဲ့ဝင်းကြီးတွေဝင်းကြီးမိုက်တွေပုံးခွေရနားခွေရအကြောင်းတော်ကြီးဖြစ်နေပြီမဟုတ်လားဒါတွေကကျုပ်ရဲ့စိတ်ယူစိတ်မိုက်တွေကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေပဲအခုတော့ကျုပ်ဆုံးဖြတ်ထားတာတစ်ခုပဲရှိတယ်ဒီစာအုပ်ကြီးမှာအမှန်လောကသားတွေဖြစ်ဖြစ်နေသမျှကျုပ်ဘလို့မှမထိန်နိုင်မကိုကဲနိုင်တော့ဘူးဒါပေမဲ့ဒီစာအုပ်ကြီးကိုအစီအမြေကောင်းမွန်တန်ရှင်းသွားအောင်လုပ်နိုင်တဲ့သူတို့ရှိတယ်အဲ့ဒါကဘုရားသခင်ကိုယ်တိုင်ပဲဒါကြောင့်ဒီနေ့ကစပြီးဒီစာအုပ်ကြီးကိုဘုရားသခင်ကိုအပ်လိုက်ပြီကျုပ်လည်းအေးချမ်းရဘွားတစ်ခုမှာကောင်းတာလုပ်ပြီးကောင်းကင်ဘုံကိုမျှော်ကြည့်နေပါတော့မယ်ကျုပ်နဲ့အတူသမီးဖီတာကိုဒီဘွားမှာအမြန်လွတ်မြောက်ပါစေလို့ဆုတောင်းပေးပါတယ်ဒီလိုအတွင်းမျိုးအယူဆမျိုးဖြစ်ပေါ်လာအောင်လမ်းပြပေးတဲ့ဟောဒီကဘာလန်းကိုကျေးဇူးနန္ဒပါလို့ပြောရင်ကြောက်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်ခေါင်းမြဝင်းကြီးကဖီတာနဲ့ဘာလန်းကိုနှုတ်ဆက်ခြင်းနဲ့အတူတာဝေကစကားတွေတောက်လျှောက်ပြောပြီးသူ့ပိုင်ရဲတိုက်ကြီးအတွင်းမှာတက်လိုက်ချင်းကြောက်ခန်းထွက်ခွာသွားတော့တယ်ဘာလန်းနဲ့ဖီတာကခေါင်းမြဝင်းကြီးထွက်သွားရာနောက်မှလိုက်ကြည့်ရင်ဒီလူဟာခမရလိုပါပဲဖီတာပေကိုစိတ်ရင်းကောင်းတဲ့သူပါလူ့ဘဝမှာကိုကြုံကြီးအောင်လက်ကင်ထားပြီးခေါင်းမာခဲ့လို့သာမော်ဆရာဘွားနဲ့လမ်းလွဲရောက်ခဲ့တာမင်းလည်းသူ့လိုပါပဲလမ်းမကိုရောက်ဖို့သာကြိုးစားပါဖီတာကဲကျွန်တော်လည်းမင်းကိုနှုတ်ဆက်အောင်တော့မှာပဲရှော့ဒီမှာမင်းရဲ့ဆွဲကြိုလေးဖီတာကျွန်တော်ကိုကူညီခဲ့တာဘယ်ဘွားရောက်ရောက်မိမမဟုတ်တော့ပါဘူးဘာလန်းကဖီတာဆွဲကြိုလေးကိုသူမလည်းဘေးမှာပြန်လဲဆွဲပေးလိုက်ရင်ပြောတယ်ကျွန်တော်ယုံကြည်ထားတာကခမရဟာကောင်းကင်ဘုံကိုရောက်သွားမယ်လို့ဘာလန်းကလှိုက်လဲသောအပြုံးနဲ့အပြေးတိုင်နှုတ်ဆက်ပြီးရဲတိုင်တွေကထွက်ခွာသွားတယ်ဖီတာကကျမ်းမြေကိုဒူးထောက်ကြလျက်ဘာလန်းရဲ့နောက်ကျောကိုဝင်ကြည့်နေရင်သူမရဲ့ပါးပြင်ပေါ်မှာမျက်ရည်တွေအပြည့်နဲ့ဝင်ဝါကြံခဲ့တယ်ဝင်းကြီးလွတ်မြောက်ပွဲ၄လပိုင်းတရင်းနေ့တောင်ဆောင်မြို့ကြောက်ဆိုင်တင်ញိုင်ရောင်းဒီမလာခင်နဲ့ခင်း၄နာရီလောက်ကတည်းကကြောက်ဆက်တင်ញိုင်စီဝင်းကြီးအလုံးနိုးထသက်ဝင်နေကြတယ်ထင်းဦးဝီတစေတို့လိုဘယ်တော့မှဝင်းကြီးလွတ်မြောက်ပွဲကိုမတက်ရောက်ဘူးတဲ့ဝင်းကြီးတွေကလည်းယခုနှစ်မှထူးထူးဆန်းဆန်းလွတ်မြောက်ပွဲတက်ဖို့ကြောက်ဆက်တင်ញိုင်ကိုအရောက်သွားနေကြတယ်လက်သက်ရှင်နဲ့ဆာရှင်ဝင်းကြီးတို့ကထင်းဦးဝီတစေရဲ့နောက်မှကုတ်နဲ့ပုံးကိုလိုက်လာပြီးကောင်းကင်ကိုတစ်ချက်ကြောက်လိုက်ကြမောကြည့်နေကြတယ်ကိုယ့်ကိုမယုံကြည်တဲ့ဝင်းကြီးတချို့မကောင်းမှုတွေကျွလွန်ထားတဲ့ဝင်းကြီးတချို့ကတော့တကောင်ရန်ချင်းကပဲရှောင်းတိန်ပိုးခုသွားကြပြီဝင်းကြီးတွေကကြောက်ဆက်သိန်းချမ်းကိုအခုလောက်ထိတက်ရှင်းဖြူစင်မမြင်မှုကြလို့ကိုသိန်းချမ်းကိုကြည့်ပြီးကျင်းနှက်ကုန်ယူနေကြတယ်ဝင်းကြီးလွတ်မြောက်ပွဲတက်မဲ့ဘာလန်တို့ဖွဲ့ဟာမနေ့ကတည်းကရေကားတကာကိုသွားပြီးကိုလဲတက်နေထားကြတယ်ဝင်းကြီးစေတမန်ကိုကိုယ့်အကူပေါ်မှနေယုံကြည်မှုအပြည့်နဲ့တက်ချင်းစင်ကြစွာစောင့်တိုင်းနေကြလေပြီဂျိုးကစိတ်လွတ်စားသွားနဲ့ဘာလဲရင်ကျွန်တော်အခြေအနေကိုတော့ဘယ်လိုလဲမသိဘူးကျွန်တော်ခမည်းနဲ့အတူတူဘုံမတစ်ခုကိုရောက်နိုင်ပါရဲ့နော်ဒီမှာကျိုးခမည်းကိုယ့်ကိုယုံကြည်စမ်းပါခမည်းဟာဒူးဝမှာဝိညာဉ်ဘွားမှာပါအချိန်တိတ်မြတ်မနေခဲ့ရပဲမကောင်းတာလည်းမလုပ်ခဲ့ဘူးဆိုတာကျွန်တော်ယုံကြည်တယ်အဲ့ဒီတော့စိတ်အေးထားပါကောင်းကင်တမန်တော်ကဆုံးဖြတ်ပေးမဲ့အချိန်ကိုယုံကြည်မှုအပြည့်နဲ့စောင့်နေလိုက်စမ်းပါဘာလန်ကအလွန်တရာတီးတီးငင်းငင်းနဲ့ပြောတယ်အခြားဝိညာဉ်တွေကလည်းသူတို့ရဲ့ကောင်းကင်စိုးကွယ်အနေအများကိုစိတ်ကူးနဲ့တွဲချက်ရင်ရေခုံစွာနဲ့ကောင်းကင်ဘော်ကိုမျှော်ကြည့်နေကြတယ်ကောင်းကင်ဘော်ကအလင်းရောင်တဲ့ကိုမြင်လိုက်ရတယ်ဆိုရင်ပဲဝိညာဉ်များရဲ့မျက်လုံးတွေဟာ၎င်းလေးနှမ်းပေါ်ထွက်လာပဲကိုစုပြုံရောက်သွားတယ်ခဏအကြာကောင်းကင်ဘော်ကကြက်တလုံးကြွကြလာတယ်လို့မြင်လိုက်ရတယ်၎င်းလေးနှမ်းဟာပျောက်ကွယ်မသွားပဲဘာလဲလို့ရှိရာကြောက်ဆက်သိန်းချမ်းကိုတွေး၍လာနေတာတွေ့ရတယ်သိန်းချမ်းဘော်အရောက်မှာတော့၎င်းကလေထဲမှာရက်တက်ပြီးသိန်းချမ်းတစ်ခုလုံးကိုငုံကြည့်နေတယ်ဝင်းကြီးတွေက၎င်းလေးနှမ်းကိုမောမကြည့်ရဲကြဘူးဘာလန်ကတော့၎င်းကိုတေးသေးချာကြည့်လိုက်မိတယ်သူစီကထွက်တဲ့အလင်းရောင်ဟာငွေရောင်တောက်နေတဲ့အလင်းနှမ်းဝင်းကြီးပုံစံမျိုးပဲမျက်နှာသွင်းမိကတင်းငိမ်ရင်မွန်လာတယ်၎င်းငွေရောင်တမန်တော်ကဝင်းကြီးတွေကိုငုံကြည့်ပြီးပြောတယ်ဝင်းကြီးပေါင်းတို့တင်တို့ကိုအခုချိန်ကစပြီးဝင်းကြီးလွံ့မြောက်ပွဲအဆုံးဖြတ်ပေးဖို့အချိန်ရောက်ပြီရခိုင်နှစ်တွေတုန်းကဒီသိန်းချမ်းမှာဝင်းကြီးလွံ့မြောက်ပွဲတက်တဲ့သူနည်းနည်းသာရှိပြီးပုံးလျှောက်ထွက်ပြေးနေတဲ့သူကများတယ်ဝင်းကြီးလွံ့မြောက်ပွဲကို
ရှောင်းမောနေကြတဲ့ဝိညာဉ်တွေမြတ်တောက်တန်တိုင်းလိုမှာတွေ့ရတယ်ဘယ်လိုပင်ရှောင်းမောစေဦးတော့အချိန်တိုင်းရှောင်းမောလို့မလုပ်ဘူးဆိုတာသိထားတဲ့အချက်ပဲအဲ့ဒါကြောင့်ကိုယ့်အချိန်တွေကိုတိတိပပသိအောင်ဝိညာဉ်လွတ်မြောက်ပွဲကိုတက်တဲ့တယ်တက်မှလည်းကျွန်တော်တို့သိကျင်တာမေးလို့ရမယ်အဲ့ဒါမှကိုယ့်ရဲ့အချိန်တွေဘယ်လောက်ရှိတယ်ဘာတွေဆက်လုပ်ရမယ်ဘယ်ဘဝကိုသွားရမယ်ဆိုတာပြောပြလို့ရမှာအခုနေကြောက်ဆက်တင်ချက်ကဝိညာဉ်တော်တော်များများဟာယုံကြည်မှုပြည့်နဲ့စောင့်မျှော်နေတာကိုတင်တို့ကသာကျွန်တော်ဂုံယူမိတယ်တင်ချက်ကလည်းအလွန်တန်ရှင်းနေတယ်ဒါကောင်းတဲ့အလားလာပဲကဲအားလုံးနားထောင်ကြအရှင်ကလည်းခဏခဏရှင်းပြခဲ့ပြီးသားဝိညာဉ်သေးတွေရောနားမလည်သေးတဲ့ဝိညာဉ်တွေကိုပါတစ်ခေါက်ထပ်ရှင်းပြမယ်ဝိညာဉ်တွေရောတက်ရှိဝိညာဉ်တွေအားလုံးအတွက်ပါသွားစရာကောင်းသောဘုံမကောင်းသောဘုံနဲ့အပိဓာလွတ်မြောက်ဘုံဆိုပြီး၃ပိုင်းရှိတာတင်တို့လည်းသိပြီးဖြစ်တယ်အပိဓာဘုံဘွားဆိုတာဒုက္ခအားလုံးချုပ်ငြိမ်းရအတိပြီးတဲ့ထာဝရဖိမှန်ဖြစ်တယ်အပိဓာဘုံကတော့ကောင်းတဲ့အမှတ်များများရှိပြီးနီလန်းနဲ့ကြကျင့်ကြံသွားမှရမယ်တေဆုံးသူဝိညာဉ်ရဲ့အတိတ်နဲ့ပြစ္ဆုတ်ဘက်ကလှုပ်ဆောင်ချက်တွေအနာဂတ်ဤမှန်းချက်တွေအားလုံးကိုကောင်းကင်ဘုံအဖွဲ့အစည်းကခြုံငုံသုံးသပ်ပြီးအမှတ်ပေးစီမင်းရင်တိုင်းအမှတ်ပေးပြီးမှဆုံးဖြတ်ချက်ချတာဖြစ်တယ်အဲ့ဒီတော့ကောင်းမြတ်တဲ့စိတ်ထားနဲ့ကောင်းတာလုပ်ရင်ကောင်းတဲ့အမှတ်ရမယ်ထိုနည်းတူစွာပဲမကောင်းတဲ့စိတ်ထားနဲ့မကောင်းတာလုပ်ရင်မကောင်းတဲ့အမှတ်ပေးတာခံရမယ်တင်တို့ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုယ့်ကိုယ်အသိဆုံးပဲတင်တို့သိသလိုတင်တို့ကိုစောင့်ကြည့်နေတဲ့ဘုံပွဲကလည်းအားလုံးသိတယ်ကောင်းကင်ဘုံတို့တွားရလမ်းကြောင်းအမျိုးမျိုးရှိတယ်၎င်းချက်ကဘုံပွဲအစည်းအမှတ်ပေးစီမင်းပေါ်မူတည်ပြီးအစိအမျိုးမျိုးကိုပြတယ်တေဆုံးသူဝိညာဉ်ရဲ့ဘဝမှတ်တမ်းများအရာကောင်းတဲ့အချက်ကစုစုပေါင်းအမှတ်100ရတယ်မကောင်းတဲ့အချက်ကအမှတ်90ရတယ်ဆိုကြပါစို့သူ့ကိုကောင်းတဲ့အမှတ်ထက်ကမကောင်းတဲ့အမှတ်ကိုနှုတ်ပါတယ်သူ့မှာကောင်းတဲ့အမှတ်90ပဲကျန်နေတော့ဘုံအဖွဲ့ကသူ့ကိုစောင့်ကြည့်နေရတယ်သူရောက်ရှိတဲ့ဘဝမှာပဲအမှတ်ပြည့်အောင်ကြည်လည်နေရအောင်မယ်၎င်းကဆက်လက်ပြီးကောင်းတဲ့ခြင်းတွေနဲ့ကောင်းတာတွေပြီးမြောက်အောင်လုပ်မယ်ဆိုရင်တော့ကောင်းတဲ့အမှတ်မြန်မြန်ပြည့်သွားပြီးကောင်းကင်ဘုံကိုတက်ရဖို့သိကြသွားပြီပေါ့ကောင်းတဲ့အမှတ်တရားပြည့်သူတိုင်းကောင်းကင်ဘုံပေါ်တက်ကြရမယ်ဒီလိုပဲမကောင်းတဲ့အမှတ်တရားပြည့်သွားရင်တော့မကောင်းတဲ့ဘုံဘဝကိုရောက်သွားပြီးမကောင်းတဲ့ဘုံဘဝမှာဆက်လက်ကျင်းလည်နေရအောင်တော့မှာပဲရှင်းရှင်းလင်းလင်းသိရမှာကကောင်းတဲ့အလုပ်တစ်ခုလုပ်ရင်အမှတ်တမဲ့ရပြီးမကောင်းတာလုပ်ရင်တော့နှစ်မှတ်ပေးခံရတယ်ဒါကလည်းစัจ java လာကြီးအမြဲတမ်းတည်ငြိမ်ငြိမ်းချမ်းဖို့အတွက်တတ်မဲ့ရခြင်းဖြစ်တယ်သူတို့ဘာနစ်နာတော့အောင်မကောင်းတာကိုစိုးစိုးဝါးဝါးလုပ်ရင်တော့တခါတည်းနဲ့အမတ်တရားအပြည့်ပေးခံရတဲ့အပြင်ဒုနယ်တွေရှိတယ်ထိုအချက်တွေကတော့တင်တို့အားလုံးသတိထားရမယ်အချက်ပဲကောင်းတဲ့ဘက်ကဖြစ်ဖြစ်မကောင်းတဲ့ဘက်ကဖြစ်ဖြစ်အမတ်တရားပြည့်သွားရင်တော့ရှောင်မုန်းနေလို့မရတော့ဘူးတတ်မှတ်ထားတဲ့အတိုင်းဘုံဘွားတစ်ခုကိုသွားရတော့မှာပဲအဲ့ဒါကြောင့်ကျွန်ုပ်အနေနဲ့ကောင်းတာတွေပဲလုပ်ကြဖို့အကြံပြုခြင်းနဲ့ကဲအစီအစဉ်စမယ်ငွေရောက်တမန်တော်ကသူ့ရဲ့စာချုပ်လာမှာပါတဲ့အမည်စင်းကိုဖွင့်လိုက်တယ်တင်းကျပ်ရှင်ဝင်းကြီးတွေအားလုံးကတိတ်ဆိတ်ငြင်းသိချင်းတဲ့အတူငွေရောက်တမန်တော်ကိုရေခုံသာမော့ကြည့်နေကြတယ်ယခုဖတ်ပြပေးရတော့ဝိတုကိုချစ်ရဲ့စီကာဘာလန်ဇာတိမိုင်းလေးပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းဝိတုတည်းရဲ့ဝိတုများကိုဖတ်ပြပေးအောင်မလို့အကောင့်လေးကို subscribe လုပ်ထားပြကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်